နဲ့ပတ်သက်လို့သိပ္ပံရဲ့ပြောကြားချက်တို့ကျမတို့ဘယ်အချိန်မှာအိမ်မက်မဲ့တယ်လဲပြီးတော့ဒီအိမ်မက်တွေဘယ်လိုအနက်ပြန်ရမလဲဆိုတဲ့အပိုင်းကိုနောက်ပတ်ကျရင်ကျမတို့ကြည့်မှာဖြစ်တယ်ဆိုတော့ဒီကနေ့ကျမတို့ကြည့်ရအောင်ဟိုဘက်ကကျမတို့ကြည့်ခဲ့ကြတယ်သူငယ်တို့ယေရှုမွေးဖွားခြင်းနဲ့ပတ်သက်တဲ့ story ကိုကျမတို့ကြည့်တဲ့အခါမှာကောင်းကင်သမန်တွေမြင်ရတယ်အိမ်မက်တွေမြင်ရတယ်ခဏခဏကျမတို့တွေ့ရတယ်ဖခင်ရဲ့လမ်းပြခြင်းကိုဆိုတော့ကျမတို့ကြည့်ရအောင်နော်ဖခင်သခင်အိမ်မက်ကိုအမြဲတမ်းအသုံးပြုတယ်ဆိုတော့တစ်ချက်လောက်ကြည့်ရအောင်အပြင်နောက်ပတ်ကြရင်တော့အိမ်မက်နဲ့ပတ်သက်လို့သိပ္ပံရဲ့ပြောကြားချက်တို့အပြင်နောက်ပတ်ကြရင်တော့အိမ်မက်နဲ့ပတ်သက်လို့သိပ္ပံရဲ့ပြောကြားချက်တို့ကျမတို့ဘယ်အချိန်မှာအိမ်မက်မဲ့တယ်လဲပြီးတော့ဒီအိမ်မက်တွေဘယ်လိုအနက်ပြန်ရမလဲဆိုတဲ့အပိုင်းကိုနောက်ပတ်ကြရင်ကျမတို့ကြည့်မှာဖြစ်တယ်ဆိုတော့ဒီကနေ့ကျမတို့ကြည့်ရအောင်ဟိုဘက်ကကျမတို့ကြည့်ခဲ့ကြတယ်သူငယ်တို့ယေရှုမွေးဖွားခြင်းနဲ့ပတ်သက်တဲ့ story ကိုကျမတို့ကြည့်တဲ့အခါမှာကောင်းကင်သမန်တွေမြင်ရတယ်အိမ်မက်တွေမြင်ရတယ်ခဏခဏကျမတို့တွေ့ရတယ်ဖခင်ရဲ့လမ်းပြခြင်းကိုဆိုတော့ကျမတို့ကြည့်ရအောင်နော်ဖခင်သခင်အိမ်မက်ကိုအမြဲတမ်းအသုံးပြုတယ်ဆိုတော့တစ်ချက်လောက်ကြည့်ရအောင်ဘုရားသခင်ကအိမ်မက်များကိုအမြဲတမ်းအသုံးပြုတယ်ဆိုတာကြည့်အောင်ပထမဦးဆုံးတောလျာကျမ်းအခန်းကြီး7အငယ်6တောလျာကျမ်းအခန်းကြီး7အငယ်6မှာဘုရားသခင်ကသူအိမ်မက်ယူပါယုံကိုသုံးပြီးတော့စကားပြောမယ်လို့ပြောထားတာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့တောလျာကျမ်းအခန်းကြီး7အငယ်6တစ်ချက်လောက်ဖတ်ပေးပါဦးငါစကားကိုနားထောင်ကြလောသင်တို့တွင် prophet ရှိလင်ငါထာဝရဘုရားသည်ထိုသူ၌ထူးဆန်းသောယူပါယုံအဖြစ်ကိုပြမည်သို့မဟုတ်အိမ်မက်အဖြစ်ဗျာဒိတ်ပေးမည်ဟုတ်ပြီဒီမှာဖခင်ကပြောလဲထူးဆန်းတဲ့ယူပါယုံအားဖြင့်ထင်ရှားပြမယ်ဒါမှမဟုတ်ရင်အိမ်မက်အားဖြင့်စကားပြောမယ်လို့ပြောတယ်ဆိုတော့ယူပါယုံနဲ့အိမ်မက်များအားလုံးအတူတူပဲရုပ်ပုံနဲ့ဖခင်စကားပြောတာပုံဆောင်ချက်နဲ့ပြောတာငါအဲ့လိုလုပ်မယ်လို့ဖခင်ရှင်ကပြောတယ်တခါဟောရှင်နာဂတိကျမ်းရောက်တဲ့ခါဖခင်ရှင်ပြောလဲသူတောလေယာကျမ်းမှာပြောထားသလိုပဲ prophet တွေကိုပေါ့နော် prophet များကိုဖခင်ရှင်ကအိမ်မက်တွေယူပါယုံနဲ့ငါအမြဲစကားပြောခဲ့တယ်လို့ဖခင်ပြောတာဖြစ်တယ်ကြည့်ရအောင်ဟောရှင်အခန်းကြီး7အငယ်30ကိုလည်းတစ်ချက်လောက်ကြည့်ရအောင်ဟောရှိ7အငယ်30ကိုတစ်ချက်လောက်ကြည့်ရအောင်ဟယ်လိုငါသည် prophet တို့၌ဗျာဒိတ်ပေးပြီးများစွာသောယူပါယုံတို့ကိုပြပြီး prophet များအဖြစ်ပုံပမာတို့ကိုထားပြီးအဲ့မှာပြောထားတဲ့စကားကလည်း prophet များကိုဘုရားရှင်ကရုပ်ပုံတွေနဲ့အိမ်မက်တွေနဲ့ယူပါယုံနဲ့စကားပြောခဲ့တယ်လို့ဘုရားရှင်ကပြောတယ်တမန်တော်ဝတ္ထုတော်မှာဖတ်တော့နော်ကျွန်တော်တို့ဟိုဖတ်ခဲ့တယ်တမန်တော်အခန်းကြီး1အငယ်19မှာယောလအခန်းကြီး2မှာလည်းဘုရားကပြောလဲခုနကျွန်တော်တို့ကြည့်တဲ့တမန်ဟောင်းမှာဘုရားလှုပ်လို့တဲ့ပုံဒါပေမဲ့ဘုရားသခင်ကပြောတာနောက်ဆုံးသောကာလတန်ရှင်သောဝိညာဉ်တော်သွန်းလောင်းတဲ့အခါမှာ prophet တွေတာမကတော့ယုံကြည်သူအားလုံးပေါ်မှာဒီအရာကိုသွန်းလောင်းမယ်အဲ့မှာလက္ခဏာတစ်ခုကပါလဲဝိညာဉ်တော်နဲ့ပြည့်ဝခြင်းအပြင်အိမ်မက်များယူပါယုံများနဲ့သူပြန်စကားပြောမယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒါဘုရားရှင်ကျွန်တော်တို့ကိုစကားပြောဖို့အသုံးပြုတဲ့အရေးကြီးတဲ့လမ်းကြောင်းကြီးတစ်ခုဖြစ်တယ်ကျွန်တော်တို့ဟာအိမ်မက်တွေများအိမ်မက်စကားတွေများဆိုပြီးတော့ပြောကြတယ်။ဘာလို့ဆိုပြောစရာကလည်းအမှုများရင်အိမ်မက်မြင်တယ်လို့ကျမ်းစာပြောရှောက်မဲ့တဲ့အိမ်မက်တွေလည်းရှိတယ်။ဒါပေမဲ့အဲ့ဒီထဲမှာဘုရားပေးတဲ့အိမ်မက်မြောက်များစွာရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒီလမ်းကြောင်းကိုပိတ်လိုက်တာနဲ့ဘုရားသခင်ကျွန်တော်တို့ကိုပြောချင်တဲ့လမ်းကြောင်းကြီးတစ်ခုကပိတ်သွားတာဖြစ်တယ်။အာမင်။ဆိုတော့ဒါကျွန်တော်တို့အများကြီးဆုံးရှုံးနစ်နာကြတယ်။ယူပိုင်တွေမရှာနဲ့အိမ်မက်တွေမရှာနဲ့ကျမ်းစာနဲ့စင်ကျင်တုံတရားနဲ့ကျမ်းစာကိုနားလိုက်အောင်ပဲလှုပ်ဆိုပြီးတော့အခုမျက်မှောက်ခေအသင်းတော်အရာမဲ့ဦးစားပေးတယ်ဆိုတာတွေ့ရတယ်။တကယ်တော့ကနဦးအသင်းတော်ကိုကြည့်ကနဦးအသင်းတော်မှာအိမ်မက်ယူပိုင်တွေဆိုတာအသင်းတော်ရဲ့လှုပ်ရှားမှုတွေမှာအမြဲပါပြီးသားကနဦးဖခင်ကြီးတွေကြီးတဲ့ခါလဲအမြဲတမ်းအိမ်မက်ယူပါယုံကိုသူတို့ထောက်ခံခဲ့ကြတယ်ကျွန်မဒီ historical study တော့မလုပ်အားတဲ့အတွက်ကြောင့်မထည့်ထားဘူးဘယ်အချိန်မှစပြောင်းလဲသွားသလဲဆိုရင် Thomas Aquinas တချို့ကြားဘူးမယ်အရင်နာမည်ကြီးတဲ့ Catholic theologian တစ်ယောက်ဖြစ်တယ် scholarသူလက်ထက်မှာ तू က Aristotle ရဲ့ဒီအယူဝါဒတွေသဘောကျတယ်သူတို့ logic ကိုသုံးပြီးယုတ်ကြည်ရှိဘလို့ညင်းခုန်နေပါညာအဲ့ဒါတွေသူသဘောကျတော့လောက philosophy ကိုယူပြီးတော့မှကျမ်းစာကိုသူရှင်းပြဖို့ကြိုးစားတော့တယ်ငါတို့ဟာလဲငါတို့ကျမ်းစာလဲ logic ဖြစ်တယ် reason နဲ့ကြိုက်တယ်ဆိုတာ तू တက်တည်ထူရင်းနဲ့နောက်ဆုံးပါလဲအိမ်မက်တွေယူပါရင်အားလုံး तू ပပျောက်ခိုင်းလိုက်တယ်လုံးဝဒါတွေအရေးမကြီးဘူးဆိုတဲ့ပုံစံတက်ရောက်ခိုင်းလိုက်အဲ့ဒီနောက်ပိုင်း तू ကတကယ်ဆရာကြီးသူဖြစ်တယ်ဆိုသူ့နောက်မှာတက်လာတဲ့ကျမ်းစာကျွမ်းကျင်တဲ့ကျမ်းတက်တွေ theologian တွေအားလုံးကသူ့လမ်းစဉ်ကိုလိုက်ပြီးတော့မှ logic reason ပေါ့နော်အဲ့ဒီအပိုင်းကိုသွားပြီးလောကအတွေးခေါ်နဲ့ကျမ်းစာကိုရှင်းတဲ့အပိုင်းကိုပဲအရင်ဦးစားပေးတဲ့အခါအိမ်မက်နဲ့ယူပါယုံများရဲ့ကဏ္ဍအသင်းတော်ကနေမှိမ့်မိန်သွားခဲ့တာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ဒီအရာကိုပြန်ပြီးတော့ပေါ်ထွက်စေတယ်အခုဆိုအိမ်မက်အကြောင်းအဓိက specialize လုပ်ပြီးသွန်သင်နေတဲ့ဆရာကြီးတွေဆိုအများကြီးရှိတယ်ကျွန်မနားထောင်ကြည့်ဥပမာ John Paul Jackson ဆိုရင်ကျွန်မအရင်သဘောကျအမြဲနားထောင်တယ်မဲ့သူတော့ဆုံးသွားပြီအိမ်မက်တွေဘလို့အနက်ပြန်နေဆိုတာစသူ့အသက်တော်ဘုရားဘလို့လမ်းပြတယ်မြောက်များစွာရှိတယ်နောက် Mark Vickler တို့စိတ်ဝင်စားတယ်ဆိုရင်သူတို့အများကြီးသွန်သင်တယ်စာအုပ်တွေလည်းရေးကြတယ်ဆိုတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဘုရားသခင်သူ့လူတွေကိုဆက်သွယ်ပြောဆိုခြင်းနဲ့နီလန်းတစ်ခုကျွန်မတို့ပထမဆုံးပတ်မှာဖတ်ခဲ့တဲ့ယောဘဝတ္ထုခန်းကြီး33မှာဘုရားကပြောတယ်တဲ့အခါပြောတယ်လူကမရိပ်မိတော့နှစ်ခါထပ်ပြောတယ်နိုးနေတဲ့အချိန်မှာဖေကအထာပေးတယ်ပေါ့နော်ဒီလိုလမ်းပြနေနားမလည်နိုင်တဲ့ကဘုရားကဟုတ်ပြီ तू အုံနောက်နဲ့စဉ်းစားတာများလုံးနဲ့ तू အိတ်နေတဲ့အချိန်ဒီအုံနောက်အလုံးမလုံးတဲ့အချိန်သိစိတ်အလုံးမလုံးတဲ့အချိန်မှာဖေကကို့အတွေးခေါ်တဲ့အားလုံးကိုကြော်ပြီးတော့ဝင်လို့ရတယ်အာမင်အိမ်မက်နဲ့ तू စကားပြောလိုက်လို့ပြောတာဖြစ်တယ်ဟာလေလုယာ
ဆုမတောင်းပေမဲ့ကျမတက်တာအိမ်မက်မတောင်းတဲ့အချိန်မှာလည်းအရေးကြီးတဲ့အချိန်နေအရေးကြီးတဲ့ကိစ္စဖြစ်မဲ့အချိန်နေကျမလုံးဝမတောင်းဘဲနဲ့ကျမအမြဲအိမ်မက်မဲ့တယ်ဘုရားသခင်စီကလာတဲ့တကယ်အရေးပါတဲ့ပြောရ prophetic dream တွေကျမအမြဲမဲ့တတ်တယ်တချို့အချိန်မှာတော့ကျမကိုယ်တိုင်ဘုရားကိုတောင်းတယ်ဘုရားရှင်ကျမနားမလဲကိုတော့ပြောချင်တာအိမ်မက်ပေးပါလို့ဆုတောင်းတဲ့အချိန်ရှိတယ်ဘုရားသခင်ပေးတယ်ဒါအရန်ကောင်းတဲ့နီလန်တစ်ခုဖြစ်တယ်ဟာလေလုယာတခါလေကျမစိတ်နှလုံးကျမစိတ်မကြောက်ဒါငါအသွေးခေါ်လားဘုရားသခင်ပြောတာလားဟုတ်သလားမဟုတ်လားကျမ်းစာဖတ်လိုက်အတီးပြုလိုက်လုံးဝစိတ်မနိုင်တဲ့အချိန်တွေရှိဘောဆိုထို့အကြောင်းအရာဟာလေနှုတ်ကပတ်တော်နဲ့ကြိုက်တဲ့ကိစ္စပဲဖြစ်နေပြန်တယ်ဒါပေမဲ့ကိုယ့်အတွက်ဟုတ်မဟုတ်မသိဘူး timing မသိဘူးဆိုတဲ့ခါမျိုးတွေဆုတောင်းပြီးတော့ဘုရားရှင်ကြီးတခါတော့အိမ်မက်နဲ့ပြောပါကိုတော့ဖြေတယ်ဆိုတာသိပေမဲ့ကျမနားမလဲလို့ပါအဲ့လိုပြောတဲ့အခါဘုရားအိမ်မက်နဲ့အတီးပြောလုံးဝရှင်းသွားတယ်အာမင်ဆိုတော့ကျမတို့တွေဇဝေဇဝါဟိုဟာလားဒီဟာလားမဖြစ်ရဘူးဆိုတော့ဘုရားပေးတဲ့လမ်းကြောင်းကြီးတစ်ခုဖြစ်တယ်စပြီးတော့အသုံးပြုပါလို့ကျမပြောချင်တယ်ဘုရားကိုလည်းတောင်းခံပါနဲ့အိမ်မက်တွေနဲ့အရေးမကြီးဘူးလို့စဉ်းစားရင်မက်တောင်မှတ်မိမှာမဟုတ်မက်တောင်မို့လူတိုင်းမက်တယ်အဲ့ဒါကျမတို့နောက်ပတ်ကြရင်ကြည့်မယ်အိမ်မက်များကြောင့်ဘယ်အချိန်နေမျိုးမှာဘလို့အိတ်တဲ့အချိန်မှာအိမ်မက်မက်တယ်အိမ်မက်တွေမှတ်မိအောင်ဘလို့လုပ်ရမလဲဆိုတော့လည်းကျမတို့ကြည့်မယ်နော်ဆိုတော့ဒီမှာနောင်ကာလမှာဘုရားသခင်ကဝိညာဉ်တော်သွန်းလောင်းတဲ့အခါမှာအိမ်မက်များယူပါယုံများတကယ်တော့ဟေဘရဲတွေကနှစ်ခုလုံးတွဲပြီးတော့တုံးကြတယ်ဘာလို့ဆိုရုပ်ပုံနဲ့ဘုရားစကားပြောတာမဟုတ်လို့ဘုရားအမြဲစကားပြောတယ်လို့ပြောတယ်ဆိုတာတွေ့ရတယ်နောက် slide ကိုကြည့်ရအောင်နော်ဆိုတော့အိမ်မက်ဆိုတာဘာလဲခဏလောက်ကြည့်ရအောင်ကျေးဇူးပြုရဲ့နောက် slide ကိုသွားပေးပါအောင်နော်အိမ်မက်ကိုဘယ်လိုသုံးလဲဆိုတော့ sequence of image appearing in the mind of a person sleeping အိပ်ပျော်နေတဲ့အခါမှာစိတ်ထဲမှာပေါ်လာတဲ့ရုပ်ပုံအစဉ်တိုင်းတပုံပြီးတပုံပေါ်လာတယ်အဲ့ဒါတွေအတိတ်ပဲရှိတယ်ကိုပြေးနေတဲ့ပုံအယောင်တစ်ခုတွေ့တယ်ဘာတွေ့တယ်ဘာဖြစ်တယ်ဆိုတာမျိုးအဲ့လိုမျိုးမြတ်တာပေါ့နော်အဲ့ဒါကအိမ်မက်လို့ပြောတယ်နောက်ယူပါယုံကျတော့တို့ဘာပြောလဲ mental image ယူပါယုံကျတော့နိုးနေတဲ့အချိန်မှာစိတ်ထဲမှာပေါ်လာတဲ့ရုပ်ပုံစင်တန်းကြီးဖြစ်တယ်အိမ်မက်ကျတော့အိတ်နေတဲ့အချိန်မှာပေါ်လာတဲ့ရုပ်ပုံဒါကြောင့်ဟေဘရဲအသွေးခေါ်မှာအိမ်မက်နဲ့ယူပါယုံတို့တတ်မဆိုင်ဘူးလို့မခွဲကြဘူးဒါကြောင့်တခါတလေအိမ်မက်ကိုတို့ဘယ်လိုခေါ်လဲဆိုတော့ညယူပါယုံ night vision လို့လည်းရေးတယ်ဆိုတော့တမန်ဟောင်းကျမ်းမှာကြည့်တဲ့အခါဟေဘရဲလူမျိုးတွေကအိမ်မက်ယူပါယုံ dreams vision ကိုအစား interchangeably ပေါ့အပြန်လာအစားထိုးပြီးသုံးတယ်ပြောချင်တာအတူတူပဲဆိုတော့တို့သတ်မှတ်တာဖြစ်တယ်ဒါကြောင့်အိမ်မက်နဲ့ယူပါယုံတွဲပြီးတော့ပဲကျွန်မတို့မှာကြည့်လိုက်တာဖြစ်တယ်ဥပမာယောဘ33အငယ်16ကျွန်မဖတ်ပေးလိုက်မယ်နော် ready ရှိလားအဲ့ဒါတစ်ချက်ဖတ်ပေးပါဦးဟုတ်ကဲ့15ကနေဖတ်လိုက်ပါလူသည်အိယာပေါ်မှာငိုက်လျက်အိပ်ပျော်လျက်နေသောအခါအိမ်မက်မြင်၍ညယူပါယုံကိုခံရသောအပြင်ဘုရားသခင်သည်လူ၏နားကိုဖွင့်၍ဆုံးမပေးတော်မူတတ်၏ဆိုတော့ဒီမှာအိမ်မက်မြင်၍ညယူပါယုံကိုခံရသောအပြင်အိမ်မက်မြင်တာကိုထပ်ရှင်းလိုက်တာ night vision လို့ပြောလိုက်တာဖြစ်တယ်ဘုရားကသူ့နားကိုဖွင့်တယ်မကြားတတ်လွန်းလို့မမြင်တတ်လွန်းလို့ငါဒါပြောနေတာနော်လို့ဘုရားရှင်ပြောလိုက်တာဖြစ်တယ်ကျမတို့ attention ကိုသူရသွားတယ်ဆုံးမတယ်လို့ပြောတယ်ဒါကြောင့်အိမ်မက်များဟာအရေးကြီးတယ်ဆိုတာတွေ့ရတယ်ပြီးတော့ကျမ်းစာထဲမှာကြည့်တဲ့ကဘာဦးကျမ်းပထမအဆုံးကြာစတာနဲ့အိမ်မက်များအကြောင်းတောက်လျှောက်ပါတယ်အိမ်မက်တွေဘယ်လောက်အရေးကြီးလဲဆိုတော့နောက်တမန်ကျမ်းစာကိုနဲ့ပြန်တဲ့လူတွေကသူတို့ကဘာပြောလဲ the law of first mention ဆိုတာအမြဲပြောတယ်ကျမ်းစာထဲမှာအကြောင်းအရာတစ်ခုပထမအဆုံးဘယ်အချိန်မှာပေါ်လဲကြည့်ပါတဲ့အဲ့ဒီကပေါ်လာတဲ့အချိန်မှာဒီအရာဘယ်လောက်အရေးကြီးပြီးဘာကိုပြောတယ်လဲဒါဟာနိယာမတစ်ခုသတ်မှတ်ပေးတယ်လို့ပြောတယ်အဲ့လိုအမြဲပြောကြတယ်ဆိုတော့ကြည့်တဲ့အခါမှာကဘာဦးကျမ်းမှာအိမ်မက်များအကြောင်းအိမ်မက်ဆိုတာ33ချိန်တွေ့ရတယ်ပြီးတော့ဒံယေလအနာဂတ်ကျမ်းဟာလည်းဘုရားရှင်အနာဂတ်မှာဖြစ်မဲ့အရာအိမ်မက်ယူပါယုံပဲတစ်ခါကျရင်ဒီတိုင်းမြင်နေ day vision ပေါ့နော်တစ်ခါကျရင်ညအိမ်မက်အဖြစ်မြင်နေဆိုတော့28ချိန်တွေ့ရတယ်ဒါပေမဲ့ကျမတို့အခုခေတ်သမတိခေတ်ရောက်လာတဲ့အခါကျမ်းစာကျောင်းသွားရင်တော့အိမ်မက်ကျောင်းလုံးဝမတင်တဲ့ကျမ်းစာကျောင်းတွေရှိတယ်ယူပါယုံကျောင်းဆိုဘေးချိတ်ထားတယ်ယေရှုသုံးပါးသစုဘုရားဘလို့ဖြစ်လဲဘလို့ညင်းခုန်မလဲဆိုတာတို့ကျမတို့ကစင်ချင်သွေးခေါ်ပုံနဲ့အုံနောက်နဲ့စဉ်းစားပိုင်းအရင်ဦးစားပေးပြီးတော့မှ intuition ဆိုတဲ့ပံပိတ်ထားလိုက်တယ်ကျမအရင်တစ်ခေါက်တရားဟောတော့ကဝေငှဘူးတယ်ဥမာအရင်နာမည်ကျော်တဲ့တီထွင်တဲ့သူတွေဟာသူတို့ရဲ့တီထွင်ကြံစမှုတွေသိပ္ပံတွေးရှိချက်တွေကိုအသေးချာသိပ္ပံလောတွေသင်္ချာဥပဒေသားတွေကိုကြည်တွက်ချက်ပြီးပေါ်လာတဲ့ဟာမဟုတ်ဘူးစိတ်ကူးရင်ပြီးစိတ်ကိုစိတ်တယ်လို့လွတ်ထားခိုင်းစိတ်ထဲမှာဘာခံစားဘာလုပ်နိုင်မယ်လို့ပေါ်လာတဲ့အတွေးတွေလောက်ကြတာစိတ်ကူးရင်ကြည့်ပြီးတော့မှလောက်ကြတာဖြစ်တယ်ဥမာပုံနှိမ့်ဆက်ဆိုရင် तू အိပ်ပျော်နေတဲ့ तू လှုပ်ချင်တယ်မရနိုင်ဘူးနောက် तू အိပ်ပျော်နေတဲ့ကဘုရား तू ပုံနဲ့ပြဘယ်လိုဆက်ပုံဆောင်လုံးဝပြတယ်နိုးလာတဲ့ကအားလုံး तू ဆွဲပြီးအတိအကျလုပ်တယ်ဂျိုဟန်ဂူတန်ဘတ်ဆိုတာ तू ကခရစ်ယာန်တယောက်ဖြစ်တယ်ဘုရားသခင်ကဘာလို့အဲ့ဒါအိမ်မက်ပေးရလဲ तू နှုတ်ကပတ်တော်တမန်ကျမ်းစာလူသားတွေလက်ထဲရောက်စေခြင်းနဲ့ပုံနဲ့ဆက်လှုပ်စေခြင်းနဲ့အဲ့တော့ तू အဲ့ဒါမက်တဲ့အတိုင်း तू မနဲ့ကျတော့ပုံတွေအကုန်ရေးပြီးအဲ့ဒါအကောင့်ထဲပဲလှုပ်ပြီးအောင်မြင်သွားတယ်ဖျားပေးတဲ့အိမ်မက်အားဖြင့်တည်ထွင်မှုပေါ်လာတာဖြစ်တယ်အာမင်အဲ့ဒီအချိန်မှာပထမဆုံးသူထုတ်တဲ့စာအုပ်ကပါလဲတမန်ကျမ်းစာအုပ်ဖြစ်တယ်မာတင်လူသာ reformation စတဲ့အချိန်မှာလူတွေလက်တဲ့သတင်းစကားမြန်မြန်ပြန့်နှံ့မဝေစာတွေအများကြီးထုတ်တယ်ယုံကြည်ခြင်းကြောင့်ဖြောင့်မတ်တဲ့စာတွေအကုန်ဖြန့်ဝေနိုင်တယ်ဘုရားကအစဉ်သိဒီအရာပြန့်နှံ့ဖို့နီလန်းကိုလှုပ်ဆင်ခြင်းနေပြီလူတွေကမသိသေးတဲ့အခါဘုရားကနောက်ကြားဝင်လိုက်တော့တယ်အိမ်မက်နဲ့ပဲဒီလိုလုပ်ပါဆိုအာမင်ဆိုတော့အိမ်မက်များရဲ့အရေးကြီးပုံကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာအမြဲတမ်းတွေ့ရတယ်နောက် slide ကိုသွားကြည့်ရအောင်နောက်တစ်ခုခုနကျွန်တော်တို့ပြောတဲ့အိမ်မက်တွေပထမဆုံးတွေ့ရတယ်ဘာမှလဲကဘာဦးချမ်းမှာပထမဆုံးကျွန်တော်တို့အိမ်မက်တွေထဲမှာအိမ်မက်ကိုဘုရားဘလောက်အလေးပေးလဲဆိုတာကျွန်တော်တို့တွေ့ရတာပါလဲဆိုတော့အာဗြဟံနဲ့ပြုတဲ့ပဋိညာဉ်တွေလေ့လာတဲ့အခါကျွန်တော်တို့ကြားပို့တဲ့ Adamic Covenant, Abrahamic Covenant, Davidic Covenant ဆိုအာဗြဟံနဲ့ပြုတဲ့ပဋိညာဉ်နဲ့ဒါဝိဒ်နဲ့ဘုရားပြုတဲ့ပဋိညာဉ်ကထာဝရတည်တဲ့ပဋိညာဉ်ဖြစ်တယ်။ဥပမာမောရှေနဲ့ပြုတဲ့ပဋိညာဉ်ဖြစ်တဲ့ law ကတော့ကန့်တတ်တစ်ခုရှိတယ်အချိန်မျိုးမျိုးရှိတယ်။ဒါပေမဲ့အဲ့မှာကြည့်တဲ့အခါဘုရားသခင်က
အိတ်နေတဲ့ချိန်မှာအိမ်မက်မဲ့နေတဲ့အချိန်မှာအာဗြဟံနဲ့ဗြိဉ္ဉ်ပြုတယ်ဆိုတာတွေ့ရတယ်ဟာလေလုယာဒါအရာအရေးကြီးတဲ့ကိစ္စနော်နှစ်ဦးနှစ်ဖက်လုံးကဟုတ်ကဲ့ကျွန်တော်လိုချင်ပါတယ်လက်ခံပါတယ်ခင်ဗျားကျွန်တော်မိတ်ဆွေဖြစ်မယ်ကျွန်တော်လည်းခင်ဗျားရဲ့မိတ်ဆွေဖြစ်မယ်ပြောရမယ့်ဟာအတူလုံမဲလို့ရစ်ပူဇော်ကြတယ်ခုနဗြိဉ္ဉ်လုံမဲ့အခမ်းအနားတွေလုပ်တယ်ဒါပေမဲ့အဲ့ဒီဗြိဉ္ဉ်ကိုတကယ်အတီးပြူတာဘုရားရှင်ဘယ်မှာလုပ်လဲအာဗြဟံဘာမှမလုပ်နိုင်တဲ့ချိန်အိပ်ပျော်နေတဲ့အချိန်မှာဘုရားရှင်လှုပ်သွားတာဖြစ်တယ်ဟာလေလုယာဆိုတော့ဘုရားသခင်စိတ်ထဲမှာအိမ်မက်တွေဘလောက်အရေးကြီးသလဲဆိုတာကျမတို့ဒီမှာတွေ့ရတယ်ဖတ်ကြည့်အောင်ကပ္ပဦးကျမ်းအခန်းကြီး15ကျမ်းစာအရင်များမယ်ဆိုတော့အငယ်7 73ရယ်19 18ကိုပဲကျမတို့ကြည့်ရအောင်နော်နေဝင်သောအခါအာဗြံသည်ကြီးသောအိတ်ချင်းဖြင့်အိပ်ပျော်လျက်ထူသောမောင်မိုက်နှင့်တွေ့၍ထိတ်လန့်ခြင်းသို့ရောက်လေ၏ထာဝရဘုရားကလည်းသင်အမျိုးနွယ်သည်သူတစ်ပါးပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတစ်ပါးတို့၌ကျွန်ခံခြင်းနှိပ်စက်ညှင်းဆဲခြင်းကိုအနှစ်400ပတ်လုံးခံရကြလိမ့်မည်ကိုအမှန်သိမှတ်လော့တဖန်နေဝင်၍မိုက်သောအခါခွဲထားသောအသားလယ်၌မိခိုးထွက်သောမိဖို့မိထုံးလင်းသောမိခွက်သည်ထင်ရှားစွာရှောက်သွားလေ၏ထိုနေ့၌ထာဝရဘုရားသည်အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်အေဂုတုမြစ်မှစ၍မြစ်ကြီးတီးဟုသောဥဖရတ်မြစ်တိုင်အောင်ဤပြည်ကို၎င်းကေနိလူကေနဇိလူကာဒေမောနီလူဟိတ်တိလူဖေရဇိလူရေဖိန်လူအာမောရီလူခါနနီလူဂိရာဂရှိလူဘေဗုတိလူတို့ကို၎င်းတင်းအမျိုးနွယ်အားငါအပ်ပေးပြီးဟုမိန့်တော်မူ၏ဆိုတော့ဒီမှာဗာတွေ့ရလဲဘုရားသခင်နဲ့အာဗြဟံဗြိဉ္ဉ်ပြုတယ်ဒါပေမဲ့တော့အပြည့်သက်ဘုရားပဲလို့တော့အာဗြဟံဘက်ကအသားတွေပြင်ဆင်တယ်ရစ်ကောင်နှစ်ချမ်းခွဲတယ်အဲ့ဒီထုံးစံမှာတော့ဗြိဉ္ဉ်ပြုတဲ့သူ2ယောက်ကအသားနှစ်ချမ်းခွဲထားတဲ့အလေမှာအတူတူလမ်းလျှောက်ရမယ်အင်္ဂလိပ်အခရာအိတ်ပုံစံပေါ့ဆိုအဆုံးမရှိဆိုတာပြီးတော့သူတို့ကကြီးညာရတယ်ဒီဗြိဉ္ဉ်ဖောက်ဖျက်ရင်သေတံငါမင်းကိုဒီဗြိဉ္ဉ်ဖောက်ဖျက်တယ်ဆိုရင်ငါကိုခန္ဓာဒီမှာခွဲထားတိရစ္ဆာန်နှစ်ကောင်လို့ဖြစ်တိရစ္ဆာန်တွေလို့ဖြစ်ပါစေနှစ်ပိုင်းပိုင်းပါစေသေပါစေလို့သူတို့ကဗြိဉ္ဉ်နဲ့ပတ်သက်ခြင်းဆိုဗြိဉ္ဉ်ကိုဖျက်လို့မရဘူးဖျက်ရင်သေတံဖြစ်တယ်ဆိုတော့အဲ့ဒါလောက်ရမယ့်အချိန်မှာဘုရားရှင်အာဗြဟံကိုအိတ်ခိုင်းလိုက်တယ်ပြီးတော့ဘာလုပ်လဲဖះကိုယ်တိုင်အာဗြဟံကိုစားမီးခိုးထွက်နေတဲ့မီးဖိုနဲ့မီးထွန်းလင်းနဲ့မီးခွက်လို့ပြောတယ်အဲ့ဒီမီးဖိုကဘုရားသခင်ကိုယ်တော်တိုင်ပုံဆောင်တာတိနာတောင်မှာဘုရားဆင်းလာတဲ့အချိန်မှာလဲအဲ့တောင်တစ်ခုလုံးမီးခိုးထွက်တဲ့မီးဖိုလိုပဲငလင်းတွေလှုပ်တဲ့မီးတွေထွက်တဲ့မီးတောင်လိုမျိုးဖြစ်မှာပေါ့နော်အဲ့လိုပြောတယ်ယေရှုတော့နှုတ်ကပတ်တော်ဒီဟူတော့အလင်းမီးခွက်လို့ကျမ်းစာပြောတယ်ဆိုတော့ဘုရားသခင်ကဘုရားကိုစားမိခွက်ဖြစ်တဲ့ယေရှုခရစ်တော်ကတော့လူစားတိခံမဲ့သူဖြစ်တယ်လူသားတွေကိုစားအာဗြဟံကိုစားအဲ့ဒီအသားစားတွေကြားထဲမှာဖြတ်သွားပြီးတော့သူတို့ဗြိဉ္ဉ်ပြုပေးတယ်ဒါအတီးပြီးသက်လုပ်ပေးတယ်အာဗြဟံဒါကိုမြင်တယ် तू ကလက်ခံတယ်စိတ်ထဲကနေသဘောတူ तू ပါတာမဟုတ်အိမ်မက်ထဲမှာမြင်တယ်ပြီးတော့နောက်တစ်ခုဘာဖြစ်တယ်လဲအနာဂတ်မှာသူ့လူတွေဘာဖြစ်မဲဆိုတာဘုရားရှင်အီဂျစ်ပြည်မှာကျွန်ခံမဲ့နှစ်300ကာလကိုလေဒီမှာပြောတယ်အိမ်မက်ထဲမှာဒါအရင်အရေးကြီးတဲ့သူ့နောက်မျိုးဆက်အကြောင်းဖြစ်တယ်။အဲ့သူတို့ပြန်လာမယ်လို့ပြောတဲ့ပြင်ဘုရားကဘာပြောလဲအခုမင်းရောက်နေတဲ့ဒီပြည်ကိုခုနဒီလူမျိုးတွေအများကြီးနေတဲ့စိတ်မပူနဲ့အဲ့ဒီမျိုးကိုမင်းရဲ့သားမြေးတွေကိုထာဝရအမေဖြစ်ငါပေးတယ်လို့ဘုရားရှင်ပြောတာအိမ်မက်ထဲမှာဘုရားရှင်အာဗြဟံလာပြောတာဖြစ်တယ်ဟာလေလုယာအိမ်မက်ထဲကနေလာတဲ့အတွက်အရေးမကြီးဘူးလို့ကျမ်းစာပြောလားမပြောဘူးဒီမှာမှတ်တမ်းတင်ထားတယ်ဒါကြောင့်အိမ်မက်ကိုဘုရားရှင်သုံးတာတာမကအိမ်မက်ထဲမှာအရင်ကြီးမားတဲ့ကိစ္စအရေးပါတဲ့ကိစ္စထူးခြားတဲ့ကိစ္စတွေလည်းဘုရားရှင်လုပ်တယ်ဆိုတာကျွန်တော်တို့ဒီမှာတွေ့ရတယ်နောက် slide ကိုကြည့်ရအောင်အိမ်မက်များရဲ့ရည်ရွယ်ချက်များကိုကျွန်တော်တို့နည်းနည်းကြည့်မယ်အများကြီးရှိတယ်တချို့ဟာတွေကတစ်ခုနဲ့တစ်ခုထပ်နေတယ်ဆိုတော့အရေးကြီးတဲ့ချက်တချို့ပဲကျွန်တော်တို့သွားမယ်နော်အိမ်မက်များရဲ့ရည်ရွယ်ချက်များပထမချက်ကျွန်တော်တို့ဟိုဘက်ကကြည့်ခဲ့တယ်အနာဂတ်ကိုဖော်ပြတယ်အနာဂတ်လူတစ်ယောက်အတွက်ဖြစ်စေလူမျိုးတစ်မျိုးအတွက်ဖြစ်စေအနာဂတ်တွေဖခင်ရဲ့အလိုတော်ဖော်ပြတယ်ကျွန်တော်တို့ဟိုဘက်ကြည့်တယ်ဥမာယောသရဲ့တက်တောက်ကြည့်မယ်ဆိုရင်ဖခင်ရှင်ယောသအတွက်ထားတဲ့အကြံစီရှိတယ်ယေရှုခရစ်တော်ကိုပုံဆောင်တဲ့ကမ္ဘာလောကကိုငတ်ဘေးမှာကယ်မဲ့သူဖခင်ရဲ့အစီအစဉ်ဖြစ်တယ်ဒါပေမဲ့ तू က तू မသိနိုင်သေးဘူး तू ဆယ်ကျော်သက်အရွယ်လေးအိတ်နေတဲ့အချိန်မှာဖခင်ရှင်အိမ်မက်နဲ့လာပြောတယ်ပြီးတော့နောက်တစ်ခုကျမ်းစာထဲမှာဗာတွေ့ရလဲဆိုအရေးကြီးတဲ့အိမ်မက်ဆိုဖခင်ရှင်နှစ်ခါပေးတတ်တယ်မတူတဲ့နောက်ပုံစံတစ်မျိုးနဲ့အိမ်မက်တွေက symbol ဖြစ်တယ်ဆိုတော့ဒီလိုစကားနဲ့တော့မလာဘူးအဲ့ဒီအတိတ်ပဲကိုပုံဆောင်တဲ့အရာနှစ်ခါသူပြောတယ်ဆိုတာတွေ့ရနောက်တစ်ခုကျမတို့ကြည့်တဲ့အခါမှာဖာရောဘုရင်ကိုဖိအားပေးတဲ့အိမ်မက်ကျမတို့သိတယ်နော်9နှစ်ကျွယ်ဝမယ်9နှစ်အစာခေါင်းပါမယ်ဆိုတာနွားတွေနဲ့ပြတယ်နွား9ကောင်နောက်တစ်ခါဇပနံကောက်နှံ9ခုဆိုပြီးတော့ဘုရားရှင်ပြတယ်ဆိုတော့အရေးကြီးတဲ့အိမ်မက်ကိုဘုရားရှင်ထပ်ပေးတယ်နောက်တစ်ခါနေဗုခဒ်နေဇာမင်းကြီးရဲ့အိမ်မက်ကျမတို့သိကြတယ်ရွှေစင်ရုပ်တုကြီးကိုမက်တယ်ရွှေနောက်တစ်ခါငွေကြေးတန်နဲ့တရွတ်ဂျာရီဟာကပ္ပသမိုင်းတစ်ခုလုံးကိုခြုံပြီးပြောလိုက်တာအခုကျမတို့မနေရသေးတဲ့သမိုင်းထိပါတယ်အိမ်မက်အားဖြင့်ဘုရားရှင်ကပြီးတော့ပေးတဲ့လူကိုလည်းကြည့်ပါအခုကျမတို့ပြောသွားတဲ့လူ3ယောက်ထဲမှာ2ယောက်ဟာဘုရားမသိတဲ့မယုံကြည်သူတွေဖြစ်တယ်မယုံကြည်သူကဘုရားတန်လည်းနားမထောင်ဘူးလေဒါပေမဲ့ तू အိတ်နေတဲ့အချိန်မှာတော့ဘုရားကဝင်လာလို့ရတယ် तू သတင်းပေးလို့ရတယ်ဆိုတာတွေ့ရတယ်အစဉ်ပြေကြလားမသိဘူးပုံမှာနောက် slide သွားပေးပါအောင်နော်ဆိုတော့ဘုရားရှင်ကနောက် slide okay thank you ဘုရားသခင်ကသူ့အလိုတော်ဖော်ပြဖို့အတွက်ဘုရားရှင်ကအိမ်မက်ကိုအသုံးပြုတယ်ဆိုတာတွေ့ရတယ်ခုနကျွန်တော်တို့ကြည့်တယ်ယောသတ်ကိုဘုရားအိမ်မက်ပေးတယ်ဖာရောမင်းကြီးကိုဘုရားအိမ်မက်ပေးတယ်နေဗုခဒ်နေဇာမင်းကြီးကိုဘုရားရှင်အိမ်မက်ပေးတယ်စကားပြောတယ်ဆိုတော့သူ့အလိုတော်နဲ့အနာဂတ်မှာဘာဖြစ်မယ်တနည်းအားဖြင့်ဒီအိမ်မက်များသုံးခုလုံးကြည့်ရင်ဒါ prophecy ဖြစ်တယ် prophet ပြုချက်လည်းဖြစ်တယ်ဆိုတော့ prophet ပြုချက်ဟာအိမ်မက်ပုံစံနဲ့လည်းလာတတ်တယ်ကျွန်တော်တို့ prophet ပြုတင်တန်းတက်တယ်မှတ်မိကြလားမသိဘူးဆရာရုံစောကလာတော့ကဘာပုံမြင်လဲဘာအတန်ကြားလဲမေးတယ်မဟုတ်လားမြင်တာ day vision မြင်ခိုင်းတာဆိုတော့
ဒါ prophet ပြုတဲ့ဘာသာစကားဖြစ်တဲ့ပုံရိပ်တွေဆိုတာဆိုတော့ဒီအရာကြတော့ဖခင်ကအဲ့ဒီ prophecy ဘယ်လိုပေးလဲအိမ်မက်အားဖြင့်ပေးလိုက်တယ်သူ့ရဲ့အနာဂတ်တကဘာလုံးရဲ့အနာဂတ်လက်တလောဖြစ်မဲ့အီဂျစ်ပြည်မှာကြာရောက်မဲ့အနာဂတ်ကိုဘုရားရှင် prophet ပြုပြီးအိမ်မက်နဲ့စကားပြောတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဘုရားရှင်ကတင်းရဲ့အနာဂတ်ကိုလည်းအိမ်မက်အားဖြင့်ဖော်ပြနိုင်တယ်ဒါပေမဲ့အဲ့လိုပြောတဲ့အခါငါအိမ်မက်ထဲမှာဗာလေဒီအိမ်ကိုရောင်းလိုက်ဘယ်မျိုးပြောင်းသွားတယ်ဆိုတော့ချက်ချင်းကြီးတော့ကောက်မလုပ်ပါနဲ့ဘုရားရှင်သမှာအတည်ပြုချက်ကိုတောင်းပါအာမင်နေ့အချိန်မှာကိုသွေးနေတဲ့အရာအိမ်မက်နဲ့ပြန်နောက်ပတ်ကြိုင်ကျွန်မပြောကိုလုံးဝမစင်စားတဲ့အရာဖေကအိမ်မက်မပေးနိုင်လားပေးနိုင်ပါတယ်မများသောအားဖြင့်အိမ်မက်ကိုနဲ့ပြန်တဲ့ကငါနိုးနေတဲ့အချိန်မှာဘာစဉ်းစားတယ်လဲဘာလုပ်နေတယ်လဲအဲ့ဒီ setting ကိုအမြဲကြည့်ရတယ်လို့ပြောတယ်ကိုလုံးဝစိတ်ကူးထဲမှာမရှိတာရတာမျိုးဆိုရင်တခါတည်းကြာရင်ဒါဘုရားသခင်ရှာဟုတ်ရှင်မဟုတ်မယ်အိမ်မက်တွေလာနေတဲ့ source တွေအများကြီးရှိတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာလက်တလို့ဘာဖြစ်မယ်သူ့အနာကမှာဘာဖြစ်မယ်ဆိုတော့ဘုရားရှင်အိမ်မက်တွေနဲ့သတင်းစကားပေးတယ် prophet ပြုတယ်ဆိုတာတွေ့ရတယ်နောက် slide ကိုကြည့်ရအောင်နော်နောက်တစ်ခုလမ်းညွှန်ချက်ပေးဖို့ဒီကတော့ဒီမှာကျမ်းပိုက်ကြည့်ရင်မြောက်များစွာရှိတယ်ပထမအောင်ဆုံးတမန်တစ်ကြောင့်တစ်ချက်ကြည့်အောင်တမန်တော်ဝတ္ထုအခန်းကြီး16အငယ်9ကနေ17မှာရှင်ပေါလုသာသနာပြုနေတဲ့အချိန်သူဖျားစကားကိုလည်းကြားတယ်ယူပိုင်ကိုလည်းမြင်တတ်တယ်ဒါပေမဲ့ဒီတစ်ခါမှာဖျားရှင်သူဖော်ပြနေတာပေါလုမရိပ်မိတဲ့အခါမှာအိမ်မက်နဲ့လမ်းပြတယ်ဆိုတာတွေ့ရတယ်ကြည့်ရအောင်ညအခါပေါလုသည်ဗျာဒိတ်ယူပါယုံကိုမြင်ရ၍မာကေဒေါနီလူတစ်ယောက်ကမာကေဒေါနီပြည်သို့ကူးပါငါတို့ကိုမဆပါဟုရက်လျက်တောင်းပန်၏ထိုဗျာဒိတ်ယူပါယုံကိုမြင်ရလျင်မာကေဒေါနီပြည်၌ဧဝံဂေလိတရားကိုဟောစေခြင်းဟာသခင်ဖျားသည်ငါတို့ကိုခေါ်တော်မူသည်ဟုငါတို့သဘောကျသဖြင့်ထိုပြည်သို့သွားခြင်းကချက်ချင်းရှာကြံကြ၏ထို့ကြောင့်တယောမြို့၌သင်္ဘောလွှင့်၍တာမောဒရက်ကျွန်းသို့တက်သွားသဖြင့်နက်ဖြန်နေ့၌ငါပေါလိမြို့သို့ရောက်ကြ၏အာမင်ဒီကျမ်းစာကိုကြည့်တဲ့အခါမှာတမိုင်းကိုလေ့လာတဲ့သူတွေကရောဒီပေါလုရတဲ့အိမ်မက်ဘယ်လောက်အရေးကြီးတယ်ဆိုအမြဲတမ်းပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါလုစိတ်ထဲမှာအာရှပြည်ကိုသွားမယ်အရှေ့ပိုင်းသွားမယ်သူတစ်ချိန်လုံးဒါပဲစိတ်ဇောကတ်နေတယ်။ဒီဖက်ကိုသူမစင်စားဘူးဥရောပဝင်ဖို့သူမစင်စားသေးတဲ့အချိန်အဲ့ဒီနောက်ဖက်ဝင်ဖို့မစင်စားသေးတဲ့အချိန်မှာသူလမ်းကြောင်းရှာတာလမ်းကြောင်းဆွဲတာစီစဉ်တာအားလုံးကတခြားဘုရားသခင်ကပြောပါလိမ့်မယ်နောက်တစ်ခုကျွန်မပြောတယ်ပဲထူးဆန်းတာကအခုဒါဝိညာဉ်တော်သွန်းလောင်းပြီးပြီနော်ဘုရားတန်သူကြားတတ်တယ်ပေါလုက prophet ပြုတယ်နမိတ်လက္ခဏာတွေလုပ်တယ်ယူပါယုံမြင်တယ်လူတွေရဲ့စိတ်ကိုဖောက်ထွင်းပြီးသိတယ်သူတချို့မြို့ဝင်မင်းကိုတရားဟောနေတဲ့အချိန်မှာဘုရားရဲ့စကားကိုလမ်းလွှဲအောင်လုပ်တဲ့အတွက်ကြောင့်သူတခါတည်းချိန်ဆဲလိုက်တယ်နော်မင်းနေမမြင်ရပဲနဲ့မျက်စိကန်းသွားတယ်ကျွန်တော်ဆန်ဟာသမတစ်ကျမ်းမှာမြစ်တာပြရမယ်မှန်လားဘာဖြစ်လို့ဘုရား prophet ကလူတယောက်မျက်စိကန်းပိုချိန်ဆဲတယ်လဲဒါသမတစ်ကျမ်းမှာလုပ်တဲ့အရာများဖြစ်တယ်တခါလေကျွန်တော်တို့ရဲ့အသွေးကိုဘုရားချစ်ချင်းမြတ်တာသမဟောင်းမှာဘုရားတရားစီရင်သမတစ်မှာယေရှုအမြဲချစ်တယ်ခွင့်လွှတ်တယ်ဒါပေမဲ့တချို့သောနေရာတွေမှာဘုရားသခင်ရဲ့အရေးယူမှုသူတို့တက်ရောက်တယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါတွေအားလုံးရှိပေမဲ့ပေါလုကိုဘုရားရှင်အိမ်မက်မဲ့နေတဲ့အချိန်မှာကမ္ဘာလမ်းကြောင်းတစ်ခုလုံးကိုပြောင်းလဲစေမဲ့အိမ်မက်ကိုဘုရားပေးတာဖြစ်တယ်သူသွားရမယ့် direction ကိုပြောင်းခိုင်းပြီးတော့မှမာကေဒေါနီပြည်က ready ဖြစ်နေပြီလို့ဘုရားပြောတယ်အဲ့ဒါဘာကြောင့်အရေးကြီးလဲဆိုရင်အဲ့ဒီနောက်ပဲဥရောပသခွင်အေဝံလီတရားရောက်ပြီးအခုကျမတို့ကြည့်လူဖြူတွေအရန်တိုးတက်တယ်ဆိုတာအေဝံလီတရားကြောင့်ဖြစ်တယ်အရင်တုန်းကတော့ Greek တွေရောမတွေကသူတို့ကို Barbaria လူရိုင်းနေလို့ခေါ်တာကျမတို့အားလုံးအတူတူပဲလူရိုင်းနေလို့ပြောရမဖွင့်ဖြိုးဘူးစာပေလည်းမဖွင့်ဖြိုးဘူး Greek တွေကဘယ်လောက်ယဉ်ကျေးမှုထွန်းကားလဲပြဿနာသူတို့မှာနှုတ်ကပတ်တရားတော့မရှိဘူးအဲ့ဒါရောက်သွားပြီးနှုတ်ကပတ်တရားတော့ရပြီးသူတို့အတွေးခေါ်တွေအရန်ဖွင့်ဖြိုးလာတယ်ခက်မီတိုးတက်လာတယ်ကပ္ပသာသနာပြုနိုင်တဲ့အနောက်ကပ္ပတစ်ခု Western civilization ကဒီမှာစတယ်လို့ပြောကြတယ်အေဝံလီတရားဒီမှာရောက်ဆိုတော့ဘယ်လောက်အရေးကြီးတဲ့ဆုံးဖြတ်ချက်လဲဆိုတော့ဒါပေမဲ့ဘုရားရှာတာဘာအဖြစ်လုပ်လဲပေါလုရဲ့စိတ်ကူးနဲ့တော့လုံးဝမကိုက်ဘူး तू သွားချင်တာအာရှပြည် तू သူ့အမြင်မျိုးမျိုးရှိပေါလုလည်းအေဝံလီလိုတဲ့ခါသူ့မှာ view ဟာရှိတယ်မြို့ကြီးပြကြီးတွေကိုရွေးတယ်ကျမတို့ဆရာဘုရားရှင်ရန်ကုန်မှာတင်းတော်ထောင်ခိုင်းတယ်လို့ပေါ့တကယ်မြို့ကြီးအချက်ချကြတဲ့မြို့ကြီးတွေအေဝံလီတရားရောက်သွားရင်လူတွေကူးတန်းရောင်းဝယ်သွားလာရင်းနဲ့ဒီတရားကအရက်တကာကိုပြန့်နှံ့မယ်လို့ तू ကကြည့်တယ်မြို့ငယ်တွေ तू မသွားမြို့ငယ်ရွာနဘုတ်ဖះမချစ်တာမဟုတ်ဘူးသူ့ရဲ့အချိန်နဲ့ तू ပေးနိုင်တဲ့အချိန်နဲ့ကြည့်တဲ့အခါမှာအကျိုးအမြတ်အဖြစ်ဆုံးရောက် तू ရွေးတာဖြစ်တယ်အဲ့လိုတွက်ချက်နေတဲ့ကြားထဲမှာတော့မာကေဒေါနီပြည် तू စင်းရဲထဲမှာမပါဘူးဒါပေမဲ့ဖះရဲ့အစီအစဉ်ကတစ်မျိုးဖြစ်တယ်လူမျိုးအသီးသီးကိုဖះရှာသူတို့နေရမယ့်အပိုင်းခြားနဲ့ကာလအချိန်သတ်မှတ်လို့ကျမ်းစာကပြောတယ်တခါလေကျမဆိုဖះသခင်ဘာဖြစ်လို့အာရှတိုက်အရင်မသွားခိုင်းလဲကျမတို့အာရှလူမျိုးတွေအရင်တိုးတက်မှာပေါ့အဲ့ဒါဆိုနောက်နိုင်ငံလူတွေအားလုံးကျမတို့နိုင်ငံမှာတက်ကြတဲ့ကျမတို့ဒီကိုကျောင်းလာတက်ဆရာမလို့လူအသွေးပေါ့ဒါပေမဲ့ကျမတို့နားမလဲပါကမ္ဘာလောကကြီးအတွက်ဖရားရဲ့အစီအစဉ်ကိုဒါပေမဲ့အခုတို့ကပြောကြတယ်အခုချိန်ကအာရှတိုက်ကိုဖရားရှင်ကောင်းကြီးပေးနေတဲ့အချိန်နောက်ဆုံးချိန်ဖြစ်တယ်အကြီးမားဆိုလူတန်းနဲ့ချီပြီးပြောင်းလဲတဲ့ရိတ်သိမ်းခြင်းလဲကျမတို့အာရှတိုက်မှာဖြစ်မှာဖြစ်တယ် billion harvest ဆိုတော့ကျမတို့တွေ့ရမယ်လူကြီးလည်းအများဆုံးလေအိန္ဒိယတိုက်ကိုကြည့်တရုတ်နိုင်ငံကိုကြည့်ဆိုတော့ဒါဖရားရဲ့အစီအစဉ်ပါဒါပေမဲ့ကျမပြောချင်တာအိမ်မက်ထဲမှာအရင်အရေးကြီးတဲ့ဝိညာဉ်တော်နဲ့ပြေဝတဲ့တမန်တော်ပေါလုလည်းဖရားရှင်ကအိမ်မက်အားဖြင့်လမ်းညွှန်နေဆိုတော့ကျမတို့ဒီမှာတွေ့သူ့လမ်းကြောင်းတစ်ခုလုံးကိုသူပြောင်းလိုက်တယ်သူ့ရဲ့အနာဂတ်စီမံကိန်းတစ်ခုလုံးသူပြောင်းပြန်ရေးဆွဲလိုက်တာဖြစ်တယ်အာမင်နောက်တစ်ခုကြည့်ရအောင်ကပ္ပဦးကျမ်းအခန်းကြီး31အငယ်73မှာလည်းကြည့်ရအောင်ငါကတင်းသည်မှတ်တိုင်ကိုစီလောင်း၍ငါသည်တစ္ဆာပြုရာဘေတလအရက်ဤဖျားဖြစ်၏
ယခုချ၍ဤအရက်မှထွက်သဖြင့်အမျိုးသားချင်းတို့နေသောပြည်သို့ပြန်သွားလောဟုငါအားမိန့်တော်မူ၏ဟုယာကုပ်သည်ကြားပြောပြီးလျှင်ယာခေလနှင့်လေအာတို့ကကျွန်ုပ်တို့သည်ကိုအပါ၏အိမ်နှင့်အဘယ်သို့ဆိုင်သနည်းအဘယ်သို့အမွေခံရသေးသနည်းဆိုတော့ဒီမှာဘာတွေ့ရလဲဆိုတော့ယာကုပ်ဟာသူ့အကူရဲ့ဒေါသကိုကြောက်လို့တေမာဆိုလို့ထွက်ပြေးတယ်ထွက်ပြေးပြီးသူလင်းနဲ့20လောက်ရှိသွားပြီသူမှမိန်းမ2ယောက်ရှိတယ်သားသမီးတွေအများကြီးရှိတယ်စီးစိမ်ဥစ္စာရဖို့လည်းဘုရားအိမ်မက်အပြင်သူ့ကိုပေးသူ့ဦးလေးသူ့အချိန်ချင်းညာတဲ့ကဘုရားသူ့အိမ်မက်ထဲမှာပြရတယ်လို့ပြောတယ်နင့်ကငါပေးမဲ့အမွေတွေကဘာတွေလဲလေအပြောက်ကြားအပြည့်အကောင်နေဆိုဘုရားသူ့အိမ်မက်ပေးတယ်ပြီးတဲ့က idea ပေးတော့သူလောက်တဲ့နည်းရှိတယ်နော်ကျမတို့သိစိတ်မပြောတော့ဘူးစီးစိမ်လည်းရပြီ ready ဖြစ်ပြီဆိုတဲ့အချိန်မှာဘုရားရှင်သူ့အိမ်မက်ထပ်ပေးတယ်မင်းအခုထတော့ဒီမှာမနေနဲ့ငါမင်းလာတော့ကလမ်းမှာကြောက်ခဲပေါ်မှာအိပ်ပြီးတော့စီလောင်းခဲ့တဲ့နေရာကဖရားပဲအခုတင့်ဘိုးဘေးတွေရဲ့ပြီးမိဘတွေရဲ့ပြီးပြန်ပါဆိုတော့သူ့အသက်တာတဲ့ကြီးမားတဲ့ရွှေပြောင်းနောက်တစ်ခုဖြစ်တယ်ဖရားကအဲ့ဒါအိမ်မက်အားဖြင့်ယာကုပ်ကိုစကားပြောတယ်အဲ့ဒီနောက်ပိုင်းမှာယာကုပ်ကဖရားတန်နေကြားတယ်ဒါကြောင့်သူ့သားယောသက်အိမ်မက်မဲ့တဲ့အခါမှာကျန်းစာပါရေးလဲ तू စူတော့စူတယ်ဟာနင့်အမေရောအဖေရောငါတို့အားလုံးမင်းကိုဥချရမှာလားလို့စူတယ်ဒါပေမဲ့ तू ကအဲ့ဒီအိမ်မက်ကိုတေချာမှတ်ထားတယ်လို့ပြောတယ်ဘာဖြစ်လို့လဲ तू ကိုယ်တိုင်အသက်တာမှာဖရားရှင်သူ့အသက်တာအရေးကြီးတဲ့ကာလတိုင်းသူ့အဖေဣဇက်နဲ့အာဗြဟံကိုးကွယ်တဲ့ဖရားကအိမ်မက်နဲ့သူ့အမြဲစကားပြောတယ်ပရိညင်ကိုအတည်ပြုတယ်လမ်းပြတယ်ခဏနေကျွန်တော်တို့ပိုင်အောင်လဲအဲ့ဒါကို तू သိတဲ့အခါမှာဘလောက်အရေးကြီးတယ်ဆိုတာ तू သိတယ်ပြီးတော့တစ်ခါမကောက်သူ့သားအတိတ်ပဲတူအိမ်မက်နှစ်ခါမဲ့တဲ့အခါဒါဖရားပြောတယ်ဆိုတော့ तू သိတယ်ဘာလဲဆိုတော့ तू နားမလဲဆိုတာကျွန်မတွေ့ရတယ်အဲ့နဲ့ကျွန်မစဉ်းစားကြည့်တယ်သူ့ဖရားပေးတဲ့အိမ်မက်တွေလည်းပြည့်စုံနေဆိုတော့ယောသက်တည်သွားပြီလို့သိပေမဲ့ तू အဲ့လိုပဲသတင်းကြားတယ်လေအဲ့ဒီအိမ်မက်ကို तू သတိရတဲ့အခါဒါဘာလဲဆို तू အမြဲတွေးမယ်လို့သူ့စိတ်ထဲမှာတစ်ချက်တည်းဖရားရှင်မျောလင့်ခြင်းရောင်ကြီးတန်းစီမယ်လို့ကျွန်မယုံကြည်တယ်ဘာလို့လဲသူ့သက်တာမှာဖြစ်ခဲ့တာကိုယောသက်ကိုယ်တိုင်လည်းဒီအိမ်မက်တာမမက်ခဲ့ဘူးဆိုရင်ဖရားသခင်ကိုကြောခိုင်းသွားတာဖြစ်နိုင်တယ်ကိုတော့စကားနားထောင်လို့ဘာမှလည်းအကျိုးမရှိဘူးအခုကျွန်တော်ထောင်ကြပြီအစင်မပြေဘူးကျွန်မဝရောက်လို့စဉ်းစားတယ်ဒါပေမဲ့သူ့ဖရားကြိုပြောထားတဲ့ဒီစကားတွေကသူ့မျောလင့်ခြင်းပေးတယ်မျောလင့်ခြင်းရှိတဲ့ကြောင့် तू စိတ်တိုင်းကြပျက်စီးပြီးမနေဘူးလူတွေဘာကြောင့်ပျက်စီးကြလဲငါဘာမှစူးစမ်းလက်အရာမရဘူးအနာဂတ်တဲ့ဘာမှမဖြစ်နိုင်ဘူးလို့စိတ်ပြက်လက်ရှုပ်ပြီးမျောလင့်ခြင်းမရှိတဲ့ကလူတွေကစိတ်တိုင်းကြဗရမတာနေတာဖြစ်တယ်အနာဂတ်တဲ့ရွေမှန်းချက်ရှိတဲ့လူမျောလင့်ချက်ရှိတဲ့လူကတော့စူးစမ်းတယ်မမှန်ကန်ကန်နေတယ်ဒါပေမဲ့ဘဏ္ဍခါစူးစမ်းမအောင်မြင်တဲ့ကလူကစိတ်တက်ကြတယ်ဖြစ်တယ်လို့နေတယ်နောက်ဆုံးမှာတော့ကိုယ့်အသက်ကိုပါသူအဆုံးတတ်လိမ့်မယ်ဆိုတော့မျောလင့်ခြင်းအရေးကြီးဘုရားရှင်ဒီမှာသူတို့အိမ်မက်အားဖြင့်ဒီမှာစကားပြောရဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်နောက် slide ကိုကြည့်ရအောင်ဘုရားသခင်မိမိအတူပါရှိခြင်းကိုလည်းအိမ်မက်အားဖြင့်ဖော်ပြတယ်ကျွန်မဟိုဘက်ပြောပြတယ်နော်ကျွန်မပထမအဆုံးချိန်ဆောင်ဝဲဖြစ်မယ်ခရီးသွားတဲ့အချိန်မှာကျွန်မညအိမ်မက်မက်တယ်ခုနှစ်တန်းရွယ်မှာချင်းသိအကြီးကြီးကိုမက်တယ်ပုံမှန်အပြင်မှာတွေ့ရတဲ့ကြီးတယ်ချင်းသိအဲ့လိုဝစ်နေသူ့ဘိုက်အနေလောက်မှာကျွန်မအဲ့လိုမှီပြီးတော့နေပြီးစိတ်လုံခြုံလို့အိမ်မက်မှာခံစားရတယ်အော်ဘုရားရှင်ကျွန်မနဲ့အတူပါရှိတယ်ယေရှုကိုယူဒမျိုးရဲ့ချင်းသိလို့ခေါ်ရဲဆိုလဲကျွန်မမကြားဘူးသေးဘူးသိလည်းမသိသေးကျမ်းစာအလောက်လည်းမသိဘူးအော်ဘုရားသူပါရှိတယ်ကျွန်မဒီခီးစင်မှာအောင်မြင်မဲဆိုကျွန်မစိတ်ချမှုရတယ်ဘုရားပေးတယ်ဆိုတာလည်းစိတ်ထဲမှာသိတယ်ဆိုဒီမှာလည်းပဲယာကုပ်ကသူ့အဖေမေသူ့ဘိုးဘေးကိုးကွယ်တဲ့ဖရားကိုမသိတဲ့အချိန်မှာအမားတွေလှုပ်ပြီးထွက်ပြေးတဲ့အချိန်မှာဖရားရှင်သူအိမ်မက်အားဖြင့်ငါအတူပါရှိတယ်ဆိုတဲ့စကားကိုဖရားရှင်ပြောတယ်ဆိုတာတွေ့ရကပ္ပဦးကျမ်းအခန်းကြီး28အငယ်12နဲ့18ကို12ကနေ18ထိဖတ်ပေးပါနော်မြင်ရသောအိမ်မက်ဟုမူကားမြေကြီးပေါ်၌လေကားထောင်လျက်အဖျားသည်မိုးကောင်းကင်တိုင်အောင်မိ၏ဖျားသခင်ကောင်းကင်တမန်တို့သည်ထိုလေကားဖြင့်ဆင်းလျက်တက်လျက်ရှိကြ၏ထာဝရဘုရားသည်လေကားထက်၌ရက်တော်မူလျက်ငါသည်သင်၏အဘအာဗြဟံ၏ဖျားဣဇက်၏ဖျားတည်းဟုသောထာဝရဘုရားဖြစ်၏သင်အိတ်သောမြေကိုသင်နှင့်သင်၏အမျိုးအနွယ်အားငါပေးမည်သင်၏အမျိုးအနွယ်သည်မြေမှုန့်ကဲ့သို့များပြားလိမ့်မည်အရှိအနောက်တောင်မြောက်လေးမျက်နှာအရက်တို့သို့နှံ့ပြားကြလိမ့်မည်တင်နဲ့တင်းအမျိုးအနွယ်အားဖြင့်လူမျိုးပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုရကြလိမ့်မည်ငါသည်တင့်ဘက်မှရှိ၏တင်သွားလေရာရာ၌ငါစောင့်မမည်ဤပြည်တို့တဖန်ဆောင်ခဲ့အောင်မည်ဂရိထားသည့်အတိုင်းမပြည့်စုံမီတင့်ကိုငါမစွန့်ဟုမိန့်တော်မူ၏ယာကုပ်သည်အိပ်ပျော်ရာမှနိုးလင်အကယ်စင်စစ်ထာဝရဘုရားသည်ဤအရက်၌ရှိတော်မူ၏ထိုရှိတော်မူကြောင်းကိုငါမသိဤအရက်ကအဘယ်မျှလောက်ကြောက်မက်ဖွယ်ဖြစ်သည်တကားဤအရက်ကအချားမဟုတ်ဘုရားသခင်ဘုံဗိမာန်ကောင်းကင်တကားဝဖြစ်သည်တကားဟုကြောက်ရွံ့ခြင်းသို့ရောက်၍ဆို၏ဟုတ်ပြီဒီကျမ်းစာထဲမှာယာကုပ်ကဖခင်ကိုမသိပဲထွက်ပြေးနေတဲ့အချိန်မှာဖခင်သခင်ကအာဗြဟံကိုဂရုပြုထားတဲ့ပရိညင်ကိုသူ့အဖေဣဇက်ပေါ်မှာတည်စေတယ်အခုတော့သားငယ်ဖြစ်တဲ့ယာကုပ်ပေါ်မှာတည်စေမှာမဟုတ်ဖခင်ကသူ့ဟာသူလာရှာတယ်အဲ့မှာသူအိမ်မက်မဲ့တဲ့ခါသူကဘာပြောလဲဒီနေရာဟာကောင်းကင်တကားဝဖြစ်တယ်ပြီးတော့ဖခင်ကငါမင်းနဲ့သူရှိတယ်မင်းဘိုးဘေးရဲ့ဖခင်ဖြစ်တယ်အဲ့ဒီပြူသွားပါဒီပြူတစ်ခါငါကောင်းကောင်းဆောင်ခဲ့မယ်ဒီမြေကိုငါပေးမယ်အာဗြဟံပေးတဲ့ပရိညင်ဒီမှာထပ်အတည်ပြုတယ်ဆိုတာတွေ့ရတယ်အာမင်ပြီးတော့ဖခင်ရှင်ဂတိပေးတယ်နောက်ဆုံးယာကုပ်ကဘာပြောတယ်လဲဒီနေရာဟာကောင်းကင်တကားဝကောင်းကင်သမားတွေတက်လိုက်ဆင်းလိုက်မြင်ရတယ်ခုနပြောတဲ့ the law of first mention လို့ပြောသလိုဖခင်သခင်ကဒီမှာကြည့်တဲ့အခါယာကုပ်ဟာဝိညာဉ်တော်နဲ့ပြေဝတဲ့ယုံကြည်သူမဟုတ်ဘူးဒါပေမဲ့သူ့အသက်တာမှာဖခင်ရှင်ဘာကိုပြလဲဖခင်သခင်နဲ့သူနဲ့ဆက်သွေးလမ်းကြောင်းပွင့်နေတဲ့အရာကိုပြတယ်ကောင်းကင်သမားတွေတက်လိုက်ဆင်းလိုက် assignment ကိုယူတယ်ဆင်းလာတယ်သူတို့တာဝန်လုပ်တယ်ပြီးတဲ့က report ပေးဖို့ပြန်တက်သွားတယ်တင်ပြတယ်ဖေကနောက်တာဝန်ပေးသူတို့ပြန်ဆင်းလာတယ်
အဲ့လောက်ကြည့်တဲ့အခါမှာကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီဟာလေကောင်းကင်ဘုံတကားဝဖြစ်တယ်ဆိုတာတွေ့ရတယ်အာမင်ကျမတို့အိတ်တဲ့အချိန်မှာရောနိုးနေတဲ့အချိန်မှာရောဘုရားသခင်ရဲ့သတင်းစကားကျမတို့စီလာနိုင်တယ်ကျမတို့ဘုရားနဲ့လို့ဆက်သွယ်လို့ရတယ်ဆိုတာတွေ့ရတယ်ဒါယုံကြည်သူတိုင်းရဲ့မွေးရပါအခွင့်အရေးနောက်တစ်ချက်ကျမ်းစာမဖတ်တော့ဒီကျမ်းစာအတူတူပဲဆိုတော့ဂတိတော်ကိုအတည်ပြုတယ်ဆိုတာတွေ့ရတယ်အာဗြဟံပေးတဲ့ဂတိတော်ပရိညင်တရားတော်ကိုယာကုပ်ကိုအိမ်မက်ထဲမှာဘုရားပြန်စကားပြောတယ်ဆိုတာတွေ့ရတယ်ဟုတ်ပြီနော်ဆိုတော့နောက် slide ကိုကြည့်ရအောင်အိမ်မက်များအားဖြင့်တတိပေးခြင်းတတိပေးတဲ့ကျမ်းစာမြောက်များစွာရှိတဲ့တချို့ပဲကျမတို့ကြည့်မယ်ကပ္ပဦးကျမ်းအခန်းကြီး20အငယ်3ကနေ9မှာမယုံကြည်သူမင်းကြီးတစ်ပါးကိုဘုရားရှင်အိမ်မက်လုပ်ပြီးတော့အမှားမလုပ်ဖို့တတိပေးတယ်ဆိုတာကျမတို့တွေ့ရတယ်ညအချိန်တွင်အိမ်မက်အားဖြင့်ဘုရားသခင်သည်အဘိမလက်စီသို့ကြွလာ၍တင်းသည်လူသေးဖြစ်၏အကြောင်းမူကားတင်ယူသောမိန်းမသည်သူ့မယားဖြစ်၏ဟုမိန့်တော်မူ၏အဘိမလက်သည်ထိုမိန်းမနှင့်မပေါင်းဖော်သေးသည်ဖြစ်၍အိုဘုရားရှင်ဖြောင့်မတ်သောလူမျိုးကိုကုမြတ်တော်မူမည်လောသူသည်ငါနှမဖြစ်၏ဟုအကျွန်ုပ်အားယောက်ျားဆိုသည်မဟုတ်ပါလောသူသည်ငါမောင်ဖြစ်၏ဟုမိန်းမလည်းဆိုသည်မဟုတ်ပါလောဖြောင့်မတ်သောသဘောရှိ၍တန်ရှင်းသောလက်နှင့်ဤအမှုကိုအကျွန်ုပ်ပြုပါပြီဟုလျှောက်ဆို၏ထိုအိမ်မက်၌ဘုရားသခင်ကလည်းမှန်ပေ၏တင်သည်ဖြောင့်မတ်သောသဘောနှင့်ပြုသည်ကိုငါသိ၏တင်သည်ငါကိုမပြစ်မှားစေခြင်းကတင့်ကိုငါစီးတာပြီးတို့ဖြစ်၍ထိုမိန်းမနှင့်ပေါင်းဖော်ရသောခွင့်ကိုငါမပေးယခုမှသူ၏မယားကိုသူ့အားပြန်ပေးလောသူသည် prophet ဖြစ်၏တင်အဖို့ဆုတောင်းလင်တင်သည်အသက်ချမ်းသာရလိမ့်မည်ပြန်၍မပေးဘဲနေလင်တင်မှစ၍တင်နှင့်ဆိုင်သောသူအပေါင်းတို့ကိုဧကန်အမှန်သေမည်ဟုမိန့်တော်မူ၏အာမင်ဒီမှာမယုံကြည်တဲ့လူအာဗြဟံကညာတယ်လေသူအသက်ခံရမှာကြာစာကောင်းပါတဲ့အခါဖိလိတိမင်းကြီးဂေရာမင်းကြီးစီသူသွားတယ်သူတိမ်မှာကြောက်လို့သူ့မိမကိုငါညီမလို့ပြောခိုင်းတော့ဘယင်ကတိမ်လိုက်တယ်အဲ့ဒီအချိန်မှာဘုရားရှင်ညအချိန်မှာအိမ်မက်နဲ့လာစကားပြောပုံဆောင်ချက်နဲ့မလာဘူးသူနားလည်အောင်တခါတည်းစကားပြောတယ်အိမ်မက်ထဲမှာဘုရားနဲ့သူအပြန်လန်စကားပြောတယ်ဒီမိမကိုပြန်ပေးလိုက်မဟုတ်မင်းတို့အားလုံးသိမယ်လို့ပြောတဲ့အခါသူပြန်ပေးတယ်ဆိုတာဒီမှာတွေ့ရအိမ်မက်အားဖြင့်ဘုရားသခင်ကသူမိုက်မဲတဲ့အမှုကိုမပြုဖို့စီးသားပေးတယ်ဆိုတာတွေ့ရတယ်ကပ္ပဦးကျမ်းခန်းကြီး30အငယ်နဲ့14မှာလည်းယာကုပ်ထွက်ပြေးတဲ့အခါလာဘာကဒီတိုင်းလွတ်မှာမဟုတ်ဘူးငါပစ္စည်းတွေပါသွားတယ်ဆိုသူပြန်လာချလို့ရတယ်ပြန်လူယူလို့တိုက်ပွဲတွေဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာဘုရားရှင်တတိပေးကြားဝင်တဲ့အတွက်ကြောင့်ယာကုပ်ကိုအေးအေးဆေးဆေးသူပေးသွားတယ်ဆိုတာတွေ့ရတယ်ကပ္ပဦးကျမ်းခန်းကြီး30ငယ်နဲ့14မှာလာဘန်ကိုဘုရားရှင်အိမ်မက်ပေးတာဖတ်ရအောင်နော်ဘုရားသခင်သည်ရှုရိလူလာဘန်စီတို့ညအချိန်တွင်အိမ်မက်၌ကြွတော်မူစဉ်တင်သည်ယာကုပ်အားကောင်းမကောင်းကိုမပြောနဲ့တတိပြုလောဟုမိန့်တော်မူ၏ဆိုတော့ညအိမ်မက်ထဲမှာဘုရားရှင်လာစကားပြောတယ်အဲ့ဒါကြောင့်လာဘန်ကယာကုပ်နဲ့တွေ့တဲ့အခါမင်းဖျားပေါ်လာလို့ငါ့ကိုမင်းကိုဘာမှမလုပ်နဲ့မကောင်းဆိုးလဲအပြစ်မတင်နဲ့လို့ပြောလို့ငါလွတ်လိုက်တယ်ဆိုပြီးသူပြောတယ်ဆိုတာတွေ့ရတယ်နော်ဘုရားရှင်အလုပ်လုပ်တာမဿဲ23နဲ့22တော့မဖတ်တော့ဘူးကျွန်တော်တို့ဟိုဖတ်ပြီးပြီဆိုတော့မဿဲခန်းကြီးနဲ့ငယ်73ကဘာအကြောင်းလဲဆိုတော့ဘုရားသခင်ကယောသတ်ကိုသူငယ်တော်ကိုယူပြီးတော့မှအီဂျစ်ပြည်ကိုထွက်ပြေးပါဟေရုမင်းကြီးကသူ့အသက်ကိုရန်ရှာလိုက်မယ်ညကောင်းကင်တမန်အိမ်မက်ပေးတဲ့အခါမှာညအတွင်းချင်းသူတို့ထွက်သွားတယ်ဆိုတာသူရချက်လွတ်အောင်ပြေးတယ်နောက်တစ်ခါမဿဲ22ကျတော့မာကုပညာရှိ3ပါသူငယ်တော်ဖူးမြော်ပြီးတဲ့အခါဟေရုမင်းကပြောထားတယ်ငါစီပြန်လာပြောငါလည်းဒီဘုရင်ကိုဖူးမြော်ချင်တယ်လို့ညပြောထားတယ်သူတို့သွားပြောလိုက်ဘယ်မှာရှိတယ်ဆိုတာတန်းပြီးတော့တိမှာဖြစ်ကြောင့်ဘုရားအိမ်မက်အပြင်ပြောတယ်တခြားကိုပြန်ဒီဘုရင်စီမပြန်နဲ့တခြားလမ်းနဲ့အိမ်ပြန်ပါလို့အိမ်မက်အပြင်တတိပေးတာခံရတဲ့အခါသူတို့အဲ့ဒီအိမ်မက်ကိုနားထောင်ပြီးတော့တခြားလမ်းကနေပြန်တယ်လို့ကျမ်းစာရေးထားတယ်ဆိုတာတွေ့ရတယ်ကျမ်းစာထဲမှာအိမ်မက်အပြင်ဘုရားရဲ့တတိပေးခြင်းကျမတို့တခြားကြောင်းပိုင်းမြောက်များစွာတွေ့ရတယ်တခါလေဘုရားရှင်ကျမတို့လမ်းကြောင်းမှားနေတယ်ဆိုရင်အိမ်မက်အပြင်တတိပေးတတ်တယ်ဆိုတာကျမတို့တွေ့ရတယ်နောက်တစ်ချက်ကိုကြည့်ရအောင်အိမ်မက်ချင်းမှာလည်းတရားစီရင်ခြင်းသူ့ရဲ့စီရင်ခြင်းဆုံးမခြင်းတက်ရောက်မယ်ဆိုတဲ့အကြောင်းလည်းဘုရားရှင်ပြန် next slide သွားရအောင်နော်ကြည့်အောင်မှာဒံယေလအနာဂတိကျမ်းကြည့်တယ်ဂတိကျမ်းစာကိုကျမတို့မဖတ်ဘူးတအားရှိတယ်ဆိုတော့ဒီပုံကိုကြည့်ရင်သဘောပေါက်မယ်ထင်တယ်နေဗုခဒ်နေဇာမင်းကြီးဟာသူအယံမာနထောင်လွှားတယ်မာနထောင်လွှားတဲ့ကဘုရားသခင်သူဆုံးမမဲ့စီစဉ်ရှိတယ်အဲ့တော့သူပါအိမ်မက်လဲတစ်ပင်ကြီးတစ်ပင်ကိုအိမ်မက်ညက်တွေအများကြီးနားနိုင်တယ်အောက်မှာလည်းအကောင်တွေအများကြီးသူ့ရိတ်ကိုခိုကြတယ်အဲ့ဒီအချိန်မှာဘုရားသခင်ကကောင်းကင်တမန်ပေါ်တန့်ရှင်းသူကိုဆေလွတ်ပြီးတော့မှဒီအပင်ကိုအမြစ်ကနေခုတ်လိုက်အောက်ကနေအငုတ်ပဲခြံထားခဲ့ဆိုပြီးတော့အဲ့လိုဘုရားကစီရင်တယ်အမြင့်ဆုံးသောဘုရားဟာကောင်းကင်ဘုံနဲ့မြေကြီးကိုအစိုးရတယ်ဆိုတာမတိမမှတ်မီတိုင်အောင်ဒီလိုနေရမယ်နွားကဲ့သို့မြက်ကိုစားရမယ်ဆိုဘုရားရဲ့စီရင်ချက်ကိုသူအိမ်မက်နဲ့သူမြင်အဲ့ဒီခါမှာစိတ်နှောက်ရှက်အရန်ဖြစ်တဲ့ခါမှာမာကုပညာရှိတွေခေါ်တယ်နောက်ဆုံးဒံယေလကဒီအိမ်မက်အနဲ့ကိုပြန်ပေးတယ်ဒံယေလဒီအိမ်မက်ကိုကြားတဲ့ကတအားကြောက်တယ်တဲ့ဘာလို့ဘယင်ကိုသူမပြောရဲဘူးအဲ့ဒီတရားစီရင်ခြင်းဘုရားလာမယ်ဆိုတာပြောတယ်အဲ့ဒီစကားလည်းတကယ်ပြည့်စုံတယ်ဆိုတာတွေ့ရတယ်ဟာဘာဘူးလုံးဘယင်နန်းတော်ကြီးကဘလောက်ကောင်းလဲငါနိုင်ငံငါ empire အရန်ကောင်းကမ္ဘာပေါ်မှာအကြီးမားဆုံး empire ပဲဒါတွေအားလုံးငါဘုံတကူနဲ့ငါစူးစမ်းလို့ဖြစ်လာတယ်လို့သူတွေးနေတဲ့အချိန်မှာအဲ့လိုမာနထောင်လာတဲ့အတွေ့တွေးနေတဲ့အချိန်မှာကောင်းကင်ကစကားတန်လာတယ်လို့ပြောတယ်ဒီနေ့ပင်မင်းဟာဘုရားရဲ့ဘုံတော်ကိုမသိမှတ်တဲ့အတွက်ကြောင့်နွားစိတ်ပေါက်ပြီးတော့တိရစ္ဆာန်စိတ်ပေါက်မြက်ကိုစားရမယ်ဆိုချက်ချင်းသူဟာလေဆွေရီပါခြေသက်လက်သက်အရှိထွက်လာတယ်သူစိတ်ပြောင်းသွားတယ်လေးဖက်တောက်သွားတယ်သူ့မောင်းထုတ်ကြတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့အငုတ်ချန်ထားရလို့ပြောတယ်အိမ်မက်ထဲမှာအပြည့်သက်လုံးဝအဆုံးစင်လိုက်တာမဟုတ်အဲ့ဒီအငုတ်လေးအတိုင်းခုနှစ်နှစ်ပြည့်တဲ့အခါ तू ကောင်းကင်ကိုမျှော်ကြည့်ပြီး तू ဘုရားကိုပြန်ချီးမအော်ဘုရားပေးမှပဲပါမဆိုရတယ်လို့ तू ဘုရားရဲ့ဂုဏ်တော်ဝန်ခံတဲ့အချိန်မှာအကောင်းပဂတိလူစိတ်ပြန်ဝင်လာတယ်သူ့နန်းတော်ကိုပြန်ဝင်လာတယ်
အဲ့ချိန်မှာသူ့ငကိုတိုင်းဘီရင်နေရာမှာအေဂရစ်မင်းနေရာမှာပြန်ထားရဲဆိုတာတွေ့ရတယ်ဒါကြောင့်ဒီနေရာမှာအေဂရစ်မင်းကြီးဘယ်သူမှစကားပြောလို့မရမယ့်အေဂရစ်မင်းကြီးနေဘုခတ်နေစာမင်းကြီးကိုဘုရားရှင်ထံမှတရားစီရင်ခြင်းဆုံးမခြင်းကြားရောက်မယ်ဆိုတော့ဘုရားရှင်သူအိမ်မက်နဲ့ဒီမှာစကားပြောတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်နောက် slide ကိုကြည့်ရအောင်အိမ်မက်အားဖြင့်လည်းဘုရားသခင်ကတဘာဝထက်လွန်ကဲတဲ့စုကျေးဇူးတွေလက်ဆောင်တွေပေးတယ်ဆိုတာတွေ့ရတယ်။ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး3အငယ်9ရယ်9ရယ်12ရယ်15ရယ်ဖတ်ပေးပါနော်။ရှောလမုန်မင်းကြီးကြောင့်ဓမ္မရာဇဝင်တတိယဆောင်မှာထိုမျိုး၌ထာဝရဘုရားသည်ညအခါအိမ်မက်တွင်ရှောလမုန်အားထင်ရှားလျက်ငါပေးရမည်စုကိုတောင်းလောဟုဘုရားသခင်မိန့်တော်မူ၏တို့ဖြစ်၍ကိုတော်ကျွန်သည်ကိုတော်၏လူတို့ကိုတရားစီရင်နိုင်မည်အကြောင်းကောင်းမကောင်းကိုပိုင်းခြား၍တိတက်သောဉာဏ်ကိုပေးသနာတော်မူပါဤမြလောက်များစွာသောကိုတော်၏လူတို့ကိုအဘယ်သူသည်ကိုအလိုလျောက်တရားစီရင်နိုင်ပါမည်နည်းဟုတောင်းလျှောက်၏အငယ်7တင်တောင်းလျှောက်သည့်အတိုင်းငါပေး၏ထိုရှေးကာလ၌တင်နှင့်တူသောလူတစ်ယောက်များမဖြစ်နောက်ကာလ၌မဖြစ်နိုင်သောဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဉ်ကိုတင့်အားငါပေး၏ရှောလမုန်သည်နိုး၍အိမ်မက်ဖြစ်မှန်းကိုသိ၏တဖန်ယေရုရှလင်မြို့သို့သွား၍ထာဝရဘုရား၏ပရိညံတစ်တာတော်ရှေ့မှရက်လျက်မိရှုရာရစ်မိတ္တဟာရရစ်တို့ကိုပူဇော်၍ကျွန်အပေါင်းတို့အဖို့ပွဲကိုစီရင်တော်မူ၏အာမင်ဒီအိမ်မက်ကဘယ်သူအိမ်မက်လဲရှောလမုန်ဘုရင်ရဲ့အိမ်မက်ဖြစ်တယ်နော်ရှောလမုန်ကသူဗိမာန်တော်ဆောက်တယ်နောက်ပြီးသူဘုရားသခင်ရှေ့မှာရစ်1000ပူရစ်1000ဆိုရစ်ကောင်1000ကိုတတ်တာဘယင်ပေမဲ့လဲဒါသူ့ဘက်ကဘုရားအတွက်အကောင်းဆုံးကိုပေးရအများကြီးကုန်ကြပြီးတော့သူလုပ်တဲ့အရာဖြစ်တယ်အဲ့ဒီအချိန်မှာဘုရားညမှာသူ့ကိုအိမ်မက်ပေးတယ်အိမ်မက်ထဲမှာလာပြောတယ်မင်းလိုချင်တဲ့ဆုငါ့ကိုတောင်းပါတဲ့စဉ်းစားကြည့်ပါဘုရားရှင်ဘာလိုချင်လဲလိုတဲ့ဆုပေးမယ်လို့ဒီညအိမ်မက်ထဲမှာပြောမယ်ဆိုရင်ဘာတောင်းကြမလဲမသိဘူးအဲ့မှာ तू တောင်းတယ်နော်ကျွန်တော်တို့အရင်ငယ်သေးတယ်ကိုတော့လူတွေကိုမှန်ကန်စွာတရားစီရင်နိုင်မယ့်ဉာဏ်ပညာပေးပါလို့တောင်းတယ်ကဘုရားရှင်သဘောကျတယ်တဲ့မင်းမတောင်းတဲ့စီးစိမ်ချမ်းသာပါငါပေးမယ်လို့ပြောတယ်နိုးလာတဲ့အခါရှောလမအော်အိမ်မက်ပါလားတဲ့ဒါပေမဲ့ तू ဒါကိုပေါ့ပေါ့ဆဆသဘောထားလားသဘောမထားဘူးတမန်ကျမ်းစာထဲမှာအိမ်မက်အဖြစ်အာဗြဟံကိုဘုရားစကားပြောတဲ့ယာကုပ်တမန်ကျမ်းစာတမန်ဟောင်းကျမ်းကိုသူတို့သိတယ်အဲ့ဒါကြောင့် तू ဘာလုပ်လဲအဲ့ဒါကြားပြီးတဲ့အခါ तू ရစ်ပူစော်တယ်ဘုရားကိုကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာဒီမှာတွေ့ရတယ်ဆိုတော့အိမ်မက်အဖြစ်ဘုရား तू ကိုလူတကာနဲ့မတူတဲ့ဉာဏ်ပညာကိုအဲ့ဒီအချိန်မှာဘယ်ချိန်မှာလာပေးလဲအိမ်မက်မဲ့တဲ့အချိန်မှာဘုရားလာပေးတာဖြစ်တယ်အာမင်ကျမတို့နားမလဲတဲ့ဝိညာဉ်အရာမြောက်များစွာရှိကျမတို့ကခန္ဓာစိတ်ဝိညာဉ်၃ပိုင်းဖြစ်တယ်ဘုရားသခင်ကျမတို့တက်တာကိုအပင်ကိုပြိုးထောင်လို့ကျမတို့တက်တာကိုပြိုးထောင်နေတာဘုရားဖြစ်တယ်လူနေတဲ့တမန်တရားကြားဖို့ဘုရားရှင်ကျမတို့ကိုနေရာအမျိုးမျိုးပို့တယ်လူမျိုးမျိုးကိုယ်စီကိုပို့ပေးတယ်ကျမတို့နိုးနေတဲ့အချိန်မှာမြင်တဲ့ကြားတဲ့အရာပဲဘုရားလုပ်တယ်လို့ကျမတို့ထင်တယ်ဒီကတော့ကျမတို့အိပ်ပျော်နေတဲ့အချိန်မှာလည်းကျမတို့စိတ်နှလုံးနဲ့ဝိညာဉ်ကိုဘုရားရှင်ကုသပေးတဲ့အချိန်တွေရှိတယ်အိမ်မက်မဲ့တယ်ဆိုတာလူကို heal လုပ်ပေးတယ်လို့ပြောတယ်သိပ္ပံပညာရနောက်ပတ်ကျရင်ကျမတို့ကြည့်မယ်အိမ်မက်မမဲ့ရင်3ရက်တောင်အိမ်မက်မမဲ့ယူသွားနိုင်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒါဘုရားသခင်လှုပ်ဆောင်တဲ့အရာကျမတို့မသိပေမဲ့ကျမတို့ဝိညာဉ်ထဲမှာဘုရားကြီးထွားခိုင်းတဲ့အရာတွေရှိတယ်အိမ်မက်မက်နေတဲ့ချိန်မှာလည်းဒီကိစ္စတွေဖြစ်ပါဆိုဒီမှာကြည့်တဲ့အခါရှောလမုန်ကအိမ်မက်မက်နေတော့ဘုရားရှင်သူ့ရဲ့တိနားလည်နိုင်တဲ့ဉာဏ်ကိုဘုရားရှင် boost လုပ်ပေးလိုက်တယ်ပြောမလားဘုရားဉာဏ်ပညာကိုပေးတယ်ဆိုတော့ကျမတို့တွေ့ရတယ်နောက်တစ်ခုအိမ်မက်အားဖြင့်ဘုရားသခင်ကဘာလို့ရမယ်ပညာဉာဏ်ပေါ့နော်ဘလို့ကင်တွေ့ရမယ်ဘလို့ဖြည့်ရှင်းရမယ်ဆိုအကြံဉာဏ်လည်းပေးတယ်အဲ့လိုပြောတော့ counsel ပေါ့စာလံ16အငယ်9ဗမာကျမ်းစာကိုတော့ဖတ်ရအောင်ဒါပေမဲ့အမှတော့တိတ်မပေါ်လည်ဘူးဆိုတာတွေ့ရတယ်နော်စာလံ16အငယ်9ငါကိုပြုစုတော်မူသောထာဝရဘုရားကိုကောင်းကြီးပေးမည်ညအချိန်၌ပင်ငါနှလုံးသည်ငါကိုနှိုးဆော်တတ်၏ဆိုတော့ငါ့ကိုပြုစုတဲ့ဖခင်ကိုငါကောင်းချီးပေးမယ်အင်္ဂလိပ်လိုတော့ငါ့ကိုအကြံဉာဏ်ပေးတဲ့ဖခင်ကိုငါကောင်းချီးပေးမယ်အဲ့မှာ तू ဆက်ထားတယ် तू ပြောဘယ်အချိန်မှာအကြံဉာဏ်ပေးလဲညအချိန်မှာဆိုအဲ့နေတဲ့အချိန်မှာငါစိတ်နှလုံးငါ့ကိုနှိုးဆော်တယ်ပြောချင်တယ်ဒါဝိမင်းကြီးကနားလဲတယ်တမန်ကျမ်းစာကိုကြည့်တဲ့အခါမှာအေဖက်3:19မှာဆိုရင်ယုံကြည်ခြင်းအပြင်ခရစ်တော်သည်သင်တို့စိတ်နှလုံးထဲတွင်စိုးစံမိအကြောင်းလို့ကျမ်းစာရေးတယ်ဆိုတော့ဘုရားသခင်နေတာကျမတို့စိတ်နှလုံးထဲမှာအုံနောက်ထဲမှာနေတာမဟုတ်ဘူးကျမတို့အုံနောက်အသိစိတ်အလုံးမလုံးတဲ့အချိန်အသွေးခေါ်တဲ့အလုံးမလုံးပဲအိတ်နေတဲ့အချိန်မှာကျမတို့စိတ်နှလုံးထဲမှာဘုရားအကြံကိုပေးတာအိမ်မက်အားဖြင့်ဘုရားပြောတာဒီလိုလုပ်ပါအကြံညာပဲအဲဒါကြောင့်ဒီမှာဇာဝိမင်းကြီးပြောတာညအချိန် तू အိတ်နေတဲ့အချိန်မှာ तू စိတ်နှလုံးထဲမှာဘုရားခေါင်းဆောက်ပေးတယ်အကြံဉာဏ်ပေးတယ်ဘာအားဖြင့်လဲအိမ်မက်အားဖြင့်အကြံဉာဏ်ပေးတာကိုဇာဝိမင်းကြီးကဒီမှာပြောတာဖြစ်တယ်နောက် slide ကိုသွားရအောင်နောက်တစ်ခုအိမ်မက်များကိုအသုံးပြု၍ဘုရားသခင်ကမိမိလူတွေကိုချီးမြှောက်တယ်ဆိုတာတွေ့ရတယ်ကြည့်ရအောင်နော်ဆိုတော့ကပ္ပဦးကျမ်းအခန်းကြီး41အငယ်14ရ18ရဲ့အငယ်39ကနေ43ကိုကြည့်မယ်အိမ်မက်ကိုအကြောင်းပြုပြီးဘုရားသခင်ကမိမိလူယောသတ်ကိုချီးမြှောက်တယ်သူ့ရဲ့အိမ်မက်ကိုလည်းပြည့်စုံစေတယ်ဆိုတာကျွန်တော်တို့တွေ့ရမယ်ကြည့်ရအောင်နော်ထိုအခါဖာရောမင်းသည်လူကိုဆေလွှတ်၍ယောသတ်ကိုခေါ်တော်မူ၏ယောသတ်သည်ထောင်ထဲကအလင်းအမြန်ထွက်ရ၍မုတ်စိတ်ညက်ခြင်းအဝတ်လဲခြင်းကိုပြုပြီးမှအထံတော်သို့ဝင်ရ၏ဖာရောမင်းကလည်းငါသည်အိမ်မက်ကိုမြင်မှတ်ပြီးအနက်ကိုအဘယ်သူမျှမဖတ်နိုင်တင်ဒီအိမ်မက်ကိုနားလေသောဉာဏ်နဲ့အနက်ဖတ်နိုင်သည်ကိုငါကြားရပြီဟုဆို၏ယောသတ်ကလည်းကိုတော်သည်အလိုလျောက်မတက်နိုင်ပါကျွန်တော်သည်အလိုလျောက်မတက်နိုင်ပါဘုရားသခင်သည်မင်္ဂလာအဖြေစကားကိုငါဖာရောဘုရင်အားပေးတော်မူပါစေသောဟုလျှောက်လေ၏ဖာရောမင်းကလည်းငါမြင်မှတ်သည်မှာမျက်နှာ၌ငါရက်နေ၏အစင်းလှ၍ဝသောနွားခုနှစ်ကောင်တို့သည်မြစ်ထဲကထွက်၍မြစ်နားမှပေါက်သောမြက်ပြင်ကိုစားလျက်နေကြ၏ထိုနွားတို့နောက်မှအစင်းမလှပိန်ကြုံသောနွားခုနှစ်ကောင်တို့သည်ထွက်လာကြ၏
ထိုများလောက်အယုတ်ဆိုးသောနွားတို့ကိုအေဂုတုပြည်တစ်လျှောက်လုံးတွင်တခါမှမမြင်ရစဖူး အငယ်39ကနေ43လည်းဖတ်ပေးပါနော် ထို့သို့ယောသက်လျှောက်သောစကားကိုဖာရောမင်းအစရှိသောကျွန်တော်မျိုးအပေါင်းတို့သည်နှစ်သက်ကြ၍ဖာရောမင်းကဖျားသခင်၏ဝိညာဉ်တော်ကိုရ၍ဤကဲ့သို့သောသူကိုအဘယ်များရှာ၍တွေ့မည်နည်းဟုကျွန်တော်မျိုးတို့အားမိန့်တော်မူ၏ယောသက်အားလည်းဖျားသခင်သည်ဤအမှုအလုံးစုံတို့ကိုတင်အားပြတော်မူသည်ဖြစ်၍တင်ကဲ့သို့ဉာဏ်ပညာနှင့်ပြည့်စုံသောသူမရှိတင်သည်နန်းတော်အုပ်ဖြစ်ရမည်တင်းစကားအတိုင်းငါဤပြည်သားအပေါင်းတို့ကိုငါစီရင်စေမည်ရာဇပလင်အားဖြင့်သာတင်းသည်ငါသည်တင့်ထက်ကြီးမြတ်မည်ဟုမိန့်တော်မူ၏တဖန်ကြည့်ပါအေဂုတုပြည်တစ်ပြည်လုံးကိုတင်အုပ်ဆိုးစေခြင်းကငါခန့်ထားပြီဟုယောသက်အားမိန့်တော်မူလျက်လက်စွပ်တော်ကိုချွတ်၍ယောသက်လက်၌ဆွတ်စေတော်မူ၏ဟုတ်ပြီဒီမှာဗာတွေ့ရလဲဆိုတော့ဖျားသခင်ကဖာရောမင်းကိုအိမ်မက်ပေးတယ်အိမ်မက်ကိုဘယ်သူမှအနဲ့မပြန်နိုင်ဘူးအဲ့ဒီအချိန်မှာဘုရားရှင်ကယောသက်ကိုဒီအရာအကြောင်းပြုပြီးတော့ထောင်ထဲကထွက်လာစေတယ်အိမ်မက်ကိုအနဲ့ပြန်တယ်အဲ့ဒါသာမကဘာလို့ရမလဲဆိုတာအကြံဉာဏ်ပေးတဲ့အခါမှာဖာရောဘုရင်ကမင်းပဲဒီကိစ္စကိုစီစဉ်ပါဆိုအီဂျစ်ပြည်မှာဒုတိယအကြီးဆုံးယာထွေးကိုပေးတယ်အိမ်မက်ကိုအသုံးပြုပြီးဘုရားသခင်မိမိလူတွေကိုချီးမြှောက်ဘာဖြစ်လို့လဲယောသက်ကိုဘုရားရှင်အိမ်မက်ဒီကိုနားလည်နိုင်တဲ့အစွမ်းကိုပေးတယ်လို့လည်းကျမ်းစာကပြောတယ်ဒီအရာကိုအသုံးပြုပြီးတော့အချိန်တန်တဲ့အခါသူ့ကိုပေးထားတဲ့အိမ်မက်လည်းပြည့်စုံဖို့ဘုရားရှင်ကမယုံကြည်သူမင်းကြီးတစ်ပါးကိုသူ့ကိုချီးမြှောက်နိုင်မဲ့လူအိမ်မက်ပေးပြီးတော့မှအဲ့ဒီလူရဲ့ယုံကြည်မှုရအောင်ဘုရားရှင်လုပ်ပေးတယ်ဆိုတာတွေ့ရတယ်အာမင်နောက် case တစ်ခုကြည့်နေအဲ့လိုပဲဒံယေလသူများနိုင်ငံမှာကျွန်ခံရတယ်အဲ့ဒီအချိန်မှာဘုရားရှင်ချီးမြှောက်ခြင်းတဲ့ကဘာလုပ်လဲအိမ်မက်တွေနားလည်နိုင်တဲ့ဉာဏ်ပညာကိုအရင်ပေးတယ်အဲ့ဒီနောက်ဘုရင်ကြီးကိုအိမ်မက်ပေးတယ်ဘယ်သူမှမပြောနိုင်ဘူးအိမ်မက်ပါမေ့ခိုင်းလိုက်တယ်အဲ့ဒါပြီးတဲ့အခါအိမ်မက်ကိုပေါ်ပြပြီးတော့မှဘုရားသခင်ကပြီးတော့ဘုရားသိတယ်လေမိမိလူကိုချီးမြှောက်တယ်ဆိုတာတွေ့ရတယ်နော်ဆိုတော့ဒံယေလအခန်းကြီး1အငယ်19ကိုကြည့်မယ်အခန်းကြီး2အငယ်25ကိုအရင်ကြည့်မယ်ဖျားသခင်သည်ထိုလူလင်၄ယောက်တို့အားအထူးထူးသောတိတ်ပံအတတ်ပညာတို့ကိုသိစေခြင်းကထိုးထွင်း၍နားလည်နိုင်သောဉာဏ်တတ္တိကိုပေးသနာတော်မူ၏ဒံယေလသည်လည်းဗျာဒိတ်ယူပါယုံနှင့်အိမ်မက်ကိုနားလည်နိုင်သောဉာဏ်ပညာနှင့်ပြည့်စုံအာမင်ဆိုတော့အခန်းကြီး2အငယ်25ကိုကြည့်ရအောင်ထိုအခါအာရုတ်သည်ဒံယေလကိုအလင်အစောအထံတော်သို့ခေါ်သွင်းပြီးလင်အိမ်မက်တော်နှင့်အနက်ကိုအရှင်မင်းကြီးအားဖော်ပြနိုင်သောသူတယောက်ကိုယူဒအမျိုးလက်ရလူတို့တွင်အကျွန်ုပ်တွေ့ပါပြီဟုလျှောက်လေ၏ပြီးတော့အဲ့ဒါအိမ်မက်ပန်တို့ခေါ်လာတယ်အိမ်မက်ကိုနဲ့ပြန်ပေးတယ်အိမ်မက်ကိုလည်းပြောပြတယ်အဲ့ဒီနောက်ပိုင်းအငယ်46ကနေ49မှာနေပုကနေဇာမင်းကြီးကအာသင့်လွန်းလို့ဒံယေလရှေ့မှာပြက်ဝတ်ကိုးကွယ်လို့တောင်ပြောတယ်ပြီးတော့သူ့ကိုချီးမြှောက်တယ်ဆိုတာတွေ့ရတယ်ဖတ်ရအောင်နော်ထိုအခါနေဗုခဒ်နေဇာမင်းကြီးသည်ပြက်ဝတ်၍ဒံယေလကိုရှ िख ိုးကိုးကွယ်ပြီးလင်ပူဇော်တက္ကပြုခြင်းက၎င်းနန့်တာမျိုးကိုမိရှို့၍စက္ကပ်ခြင်းက၎င်းစီရင်တော်မူလျက်ကိုရောသည်ဤနက်နဲသောအရာကိုဖွင့်ပြနိုင်သည်ဖြစ်၍အကယ်စင်စစ်ကိုရော၏ဖျားသခင်သည်ဖျားတို့၏ဖျားဘရင်တို့၏အရှင်နက်နဲသောအရာကိုဖွင့်ပြတော်မူသောသခင်ဖြစ်တော်မူ၏ဟုမိန့်တော်မူ၍ဒံယေလကိုချီးမြှောက်လျက်များစွာသောဆုလက်တပ်ပကာတို့ကိုပေး၍ဘာဗုလုန်နိုင်ငံတွင်ဝင်ကြီးအရာ၌၎င်းဘာဗုလုန်ပညာရှိတို့ကိုအုပ်စိုးသောဝင်အရာ၌၎င်းခန့်ထားတော်မူ၏ထိုအခါဒံယေလသည်တန်တော်ဦးတင်တော်သောကြောင့်မင်းကြီးသည်ရှာဒရက်မေရှက်အဘေဒနေဂေါတို့ကိုဘာဗလုန်နိုင်ငံတွင်ဝင်အရာ၌ခန့်ထားတော်မူ၏ဒံယေလသည်နန်းတော်ဦး၌နေရလေ၏အာမင်ဒီကျမ်းစာကိုကြည့်တဲ့အခါကာလအချိန်တန်တဲ့ကဘုရားသခင်သူ့လူတွေကိုဒီအိမ်မက်အားဖြင့်ချီးမြှောက်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့တမန်ကျမ်းစာထဲမှာဘုရားရဲ့ကိုယ်တိုင်လမ်းပြခြင်းတာမကသူတို့ကိုဘုရားဂတိပေးထားတဲ့အရက်ရအောင်ပို့ဆောင်တဲ့အခါမှာလည်းအိမ်မက်တွေရဲ့အရေးပါမှုကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးတစ်ခုကိုကြည့်ရအောင်ဒီနေ့အတွက်အိမ်မက်များရည်ရွယ်ချက်မှာအိမ်မက်ကိုအသုံးပြုပြီးတော့မှဘုရားခိုင်းတဲ့အရာမလုပ်ရဲတဲ့အချိန်မှာဘုရားသခင်မိမိစေခံခြင်းကိုအိမ်မက်အားဖြင့်ခွန်အားပေးတယ်ဆိုတာကြည့်ရအောင်နောက် slide ကိုသွားမယ်နော်တရားသူကြီးမှတ်စာအခန်းကြီး9အငယ်73ကနေ15ကိုဖတ်ပေးပါဦးတရားသူကြီးမှတ်စာအခန်းကြီး9အငယ်73ကနေ15မှာဂိတောင်ကဘုရားသခင်မိဒွန်လူတွေကိုတိုက်ဖို့ပြောတယ်မိဒွန်လူတွေကလည်းများလိုက်တာမှသမုတ်တရားတဲလုံးလောက်များတယ်ကလအုပ်တွေရမ်းများမြင်းစည်းစစ်သားတွေအများကြီးသူ့မှာရှိတာလူ300ပဲသူငကိုစတော့ကလူ3200နဲ့စတယ်ကြောက်တဲ့လူပြန်သွားဆိုတော့ပြန်သွားပြီးလူကရော့သွားနောက်တစ်ခါရေတောက်တာကိုကြည့်ပြီးပြန်စီရင်တဲ့ကနောက်ဆုံးသူ့လက်ထဲမှာ300ပဲကျန်တယ်အဲ့မှာဘုရားကဘာပြောလဲလက်ပြန်ချီသွားဒီလူတွေမင်းလက်ထဲငါအပ်ပြီလို့ပြောတယ်ဒါပေမဲ့ဂိတောင်ကကြောက်နေတယ်ဘုရားအတိတော့ဘာပြောလဲဟုတ်ပြီဒါဆိုမင်းကြောက်တယ်ဆိုရင်တဲ့ဘုရားပြောသေးတယ်ရန်သူတက်ကိုသွားပြီးသူတို့စကားကိုသွားနားထောင်ကြည့်အဲ့မှာငါအဖြေပေးမယ်လို့ဘုရားပြောတယ်အဲ့တော့ तू သွားတဲ့အခါမှာသူတို့အိမ်မက်အားဖြင့်ဘုရားရှင်ဖော်ပြတဲ့အရာဂိတောင်ကြားတဲ့အခါမှာခွန်အားရှိလာပြီးယုံကြည်ခြင်းရှိတာဘုရားပြောတာသိချတယ်ဆိုပြီးတော့ तू တိုက်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့အရင်အရေးကြီးတဲ့နေရာမှာဘုရားရှင်အိမ်မက်အားဖြင့်စကားပြောတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဖတ်ရအောင်ဂိတောင်သည်ရောက်သောအခါလူတစ်ယောက်သည်မိမိမြင်မှတ်သောအိမ်မက်ကိုမိမိအပေါင်းဖော်အားပြန်ပြောသည်မှာငါမြင်မှတ်သည်ကမူယောမုတ်တပြားသည်ဗီဒီယံမြစ်ထဲသို့လင့်၍တဲတဆောင်ကိုတွေ့လင်ထိခိုက်မှောက်လျံဖြိုချလေ၏ဟုဆိုသောသူ၏အပေါင်းဖော်ကထိုမုတ်ပြားသည်အခြားမဟုတ်ဣတေလအမျိုးယောရှေတာဂိတောင်၏ဓာဖြစ်၏ထိုသူလက်၌ဖျားသခင်သည်မိဒီယံအမျိုးညီဒီယံဘိုချေအပေါင်းကိုအပ်တော်မူမည်ဟုပြန်ပြော၏ထိုအိမ်မက်နှင့်အိမ်မက်အနက်ကိုဂိတောင်သည်ကြားသောအခါကိုးကွယ်၍ဣတေလတက်သို့ပြန်ပြီးလျင်ထကြထာဝရဖျားသည်မိဒီယံဘိုချေတို့ကိုတင်တို့လက်၌အပ်တော်မူမည်ဟုဆို၏
အာမင်ဒီကျမ်းစာအဖို့ရန်ကောင်းတယ်နော်ဖခင်လူကဖခင်စကားပြောသွားတိုက်ငါပေးပြီလို့ပြောတယ်စိတ်မနိုင်သေးတဲ့အခါမှာဖခင်ဘာလုပ်ခိုင်းလဲသူတို့တက်ကိုသွားခိုင်းတော့အောက် post ပေါ့အရှိပြေးကင်းတက်လူမျိုးနေအောင်သူသွားတဲ့အခါလူနှစ်ယောက်စကားပြောတာသူကြားတယ်မိဒရန်လူမျိုးတစ်ယောက်ဘာပြောဟာငါအိမ်မက်တဲ့မှုရောမုတ်ပြားတခုလှိမ့်လာတယ်လှိမ့်လာပြီးတော့မှငါတို့မိဒရန်တဲတခုတိုက်လိုက်တာအကုန်ပြိုကျတဲဆိုတာကြီးမုတ်ပြားဆိုတာလူစားတဲ့မုတ်ပြားစဉ်းစားကြည့်မှုရောမုတ်ပြားကြောင့်ပြိုသွားတယ်အော်စီကနောက်တစ်ယောက်ကအနဲ့ပြန်တဲ့အိမ်မက်ကိုဟာအဲ့ဒီမုတ်ပြားတခြားမဟုတ်ဘူးဂီတောင်ရဲ့ဓာပဲတဲ့တာမဟုတ်နော် तू ကမြင်တာဓာလို့ပြော तू နဲ့ပြန်တာအဲ့ဒါအတိတ်ပေကတော့ဘုရားရှင်ငါတို့မိတော်တအားလုံးလို့ပြောတယ် तू လက်ထဲအလိုက်ပြီလို့ကြားတဲ့အခါ तू ရမ်းခွန်အားရတယ်တဲ့ဘာလို့လဲဘုရားကိုကိုးကွယ်တဲ့ဂီတောင်အဲ့ဒါပြီးတဲ့အခါမှာဟုတ်ပြီဘုရားအတီးပြု तू ဘုရားကိုကိုးကွယ်သူ့ရဲ့အားကိုးခြင်းကဘုရားသခင်စီမှာဆိုပြတယ်ပြန်သွားတယ်ငါတို့တိုက်ရအောင်ဆိုအဲ့လိုနဲ့လူ300ထဲနဲ့ကလောက်ရီတွက်လို့မရအောင်များတဲ့မြင်းရထားတွေမျိုးအားလုံးကိုသူတို့နိုင်တယ်ဆိုတာဒီမှာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့နောက်ပတ်အိမ်မက်နဲ့ပြန်ချင်းကြည့်တဲ့အခါဒီဂီတောင်ရဲ့အိမ်မက်ကိုသူတို့နဲ့ပြန်လာလဲကျွန်တော်တို့နည်းနည်းကြည့်မယ် context ဘယ်လိုယူလဲဆိုတော့ဒီမှာတော့ဒီအိမ်မက်ကိုနောက်တစ်ယောက်ကအနဲ့ပြန်ပေးတယ်ကွက်တီပဲဒါကြောင့်သူတို့ဂီတောင်တကယ်စစ်တိုက်တဲ့အခါဘာလုပ်လဲသိလားအဲ့ဒီရန်သူရဲ့စကားကိုပြန်သုံးတယ်သူတို့လက်တစ်ဖက်ကနေမီးခွက်ခွဲတယ်မလားတစ်ဖက်ကတဘိုးမှုတ်ပြီးသူတို့ဘာអော်ရလဲထာဝရဘုရားနဲ့ဂီတောင်ရဲ့ဓာလို့អော်တယ်သူတို့ရန်သူစီကကြားထားတဲ့စကားနဲ့သူတို့ကြွေးကြော်ပြီးတော့သူတို့တိုက်ပွဲဝင်နေအောင်နိုင်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်အရန်အရေးကြီးတဲ့အချိန်ဘုရားကလည်းပြောပြီးသူတို့လူမျိုးတစ်မျိုးလုံးကျွန်ဘွားကလွတ်မဲ့အချိန်အာမင်တိုက်ပွဲဝင်ရမယ့်အချိန်မှာဘုရားရှင်ကဥဆောင်ရမယ့်စစ်သူကြီးကိုခွန်အားပေးတဲ့အခါမှာအိမ်မက်အားဖြင့်လည်းဘုရားရှင်သူ့ဒီမှာသူ့စကားတော်အတည်ပြုပြီးခွန်အားပေးတယ်ဒီအိမ်မက်ကြောင့်ဂီတောင်ကသွားတိုက်ရဲတယ်ဆိုတာတွေ့ရတယ်သူ့ယုံကြည်ခြင်းပုံမြဲမြံလာတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ကျမ်းစာထဲမှာအခုကျွန်မအိမ်မက်ရဲ့ရည်ရွယ်ချက်အားလုံးကိုပြောတာမဟုတ်အကြီးကကျွန်မတို့နဲ့ကျုံးဝင်မယ်တင်တဲ့အရာတွေကိုကျွန်မတို့ကြည့်တယ်တွေ့ရဒါကြောင့်အိမ်မက်အားဖြင့်လည်းတဘာဝလုံးစုကျေးဇူးလည်းဘုရားပေးတယ်အာမင်ခွန်အားပေးတယ်လမ်းပြတယ်အနာဂတ်ကို prophet ပြုပေးတယ်ရှင်ပေါလုလိုမျိုးသူ့အနာဂတ်မှုတော်လုပ်ငန်းတစ်ခုလုံးကိုလမ်းကြောင်းဘုရားပြောင်းပေးတယ်တတိပေးတဲ့အချိန်တွေရှိတယ်ဆိုတော့ဘုရားသခင်ကကျမတို့24နိုင်မှာပုံမှန်အိတ်ချင်8နိုင်ဆို3ပုတ်3ပုံဖြစ်တယ်နိုးနေတဲ့အချိန်တွေမှာပဲဘုရားစကားပြောတာအဲ့တဲ့အခါမှာကိုယ့်အတွေးကလုံးဝကြားဝင်လို့မရတဲ့အချိန်မှာဘုရားကျမတို့စကားပြောတာဖြစ်တယ်ဒါပေမဲ့ကျမတို့ကအိမ်မက်တွေပါအိမ်မက်စကားများချင်းလို့ဆို monk 2လို့ပြောတယ်မဟုတ်လားအိမ်မက်လေးများဆိုကျမတို့အဲ့လိုသဘောထားရင်မှတ်မိတော့မှမမက်တာတော့မမက်တယ်နော်မမှတ်မိဘူးဒါပေမဲ့ဘုရားရှင်ဒီအိမ်မက်ကိုသုံးကျွန်တော်တက်တောင်စကားပြောနိုင်တယ်ခွန်အားပေးနိုင်တယ်နှုတ်ကပတ်တော်နဲ့အားပေးသလိုအိမ်မက်ကိုလည်းသုံးနိုင်တယ်ဆိုတာကျမတို့စဉ်းစားလိုလားတယ်ဆိုရင်ဘုရားရှင်အိမ်မက်ပေးပါစကားပြောပါဆိုရင်အိုးစရာတောက်လျှောက်အိမ်မက်တွေအတိတ်ပဲရှိတဲ့အိမ်မက်တွေခင်ဗျာအများကြီးမက်လာလိမ့်မယ်အာမင်ဒီအရာတွေအားဖြင့်ကောင်းကြီးဖြစ်လာလိမ့်မယ်ဝိညာဉ်စုကျေးဇူးလည်းရလာမယ်ဘုရားရဲ့တတိပေးခြင်းအားပေးခြင်းဘာလို့ရမယ်ဆိုတာနားလည်တယ်ဘုရားရှင်လမ်းပြတာမြင်လာရမလို့ကျွန်မအားပေးခြင်းနဲ့နောက်ပတ်ကြရင်တော့ကျွန်မတို့အိမ်မက်တွေကိုသိပ္ပံနေကြပဲချိန်မှာမက်လဲအိမ်မက်မှတ်မိအောင်ဘာလို့ရအနဲ့ပြန်တဲ့အခါဘာတွေကြည့်ရမယ်ဆိုတာကျွန်မတို့ကြည့်ကြမယ်အဲ့ဒါပြီးတော့အိမ်မက်မှတ်မိအောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်းကျွန်မတို့ကြည့်ရအောင်เนาะဆိုတော့ဒီနေ့ဒီမှာပဲဆုံးသက်ခြင်းနဲ့